လောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်းကိုဘုရားမြတ်စွာရဲ့အထုပ္ပတ္တိအကြောင်းအရာတွေနဲ့ပတ်သက်ပြီးပိဋကတ်တော်မှာစီကာစင်ကာတဏှာထဲမှာဖော်ပြထားတာမရှိဘူးထိုသုတ်တန်တွေမှာဟိုနာတစ်ပိုင်းတစ်စဒီနာတစ်ပိုင်းတစ်စဖော်ပြထားတာသာရှိတယ်နောက်ဆုံးသက်တော်80ပြည့်လို့ဝေသာလီပြည်ကနေစတင်ပြီးကုသိနာယုံခရီးအကြောင်းမှာတော့တော်တော်လေးစုံစုံစီကာစင်ကာပြထားတာရှိတယ်ဝိနည်းကျမ်းတွေမှာလည်းပဲအစပိုင်းလေးဘောဓိပင်အောက်မှာတရားဓုတရားမြတ်ရပြီးတဲ့နောက်ဘောဓိပင်နဲ့ပတ်ဝန်းကျင်49ရဲ့သတင်းသုံးနေထိုင်တဲ့ဟာကနေပြီးတော့ဗာရဏသီဣတိပတနာတောကိုကြွတာတို့ထိုဣတိပတနာတောမှာသတင်းသုံးနေထိုင်ပြီးဥရုဝေလတောဘက်ကိုပြန်ကြွလာတာတို့ဒီလိုစီကာစင်ကာရှစ်ပိုင်းလေးမှာအနည်းငယ်မြတ်တာသိရမြတ်စွာဘုရားရဲ့အထုပ္ပတ္တိလို့ခေါ်ရမယ်ဘုရားရဲ့ဖြစ်တော်စဉ်ပိဋကတ်ထဲမှာခိုသုတ်တံမှာအနည်းငယ်ပါဒီသုတ်တံမှာအနည်းငယ်ပါတစွန်းတစဖွင့်ဆိုထားချက်လေးတွေကိုစုစည်းပြီးတော့လောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်ဆိုတာဟောလာခဲ့တာဒီကနေ့9ခုမြောက်အလုံးစုမိဆောင်းမိပြည့်စည်သွားပြီဆိုလို့ရှိရင်တော့မြတ်စွာဘုရားရဲ့အထုပ္ပတ္တိလို့ခေါ်ရမယ်ဘုရားရဲ့တဘောအတာလောကသားတွေရဲ့ကြိုးပမ်းချက်အပြည့်စုံကြီးမဟုတ်တောင်အတော်လေးဆက်ဆက်မိသွားလိမ့်မယ်လို့ဒီလိုယူဆအခုဒီနေ့မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်အပိုင်းခွန်မှာဝါစင်တော်ကိုဗဟုပြုပြီးတော့ဝါစင်တော်အရမြတ်စွာဘုရားရဲ့တရားဝါတို့အတွက်ကြိုးပမ်းချက်တွေကိုဖော်ညွှန်းပြီးတော့ရှင်းလင်းပြအဲ့ဒီမှာပထမဝတ္တံဣတိပတနေမိဂဒာယေလို့ဆိုတဲ့အတိုင်းမြတ်စွာဘုရားဟာပထမဝါမှာဘေးမဲ့ပေးထားတဲ့ဣတိပတနတော်ကြီးမှာသတင်းသုံးနေထိုင်ခဲ့တယ်သတင်းသုံးနေထိုင်စဉ်ကဖြစ်ပျက်တွေမှတ်တမ်းတင်ထားတာတွေ့သမျှရှိသမျှတော့မဟုတ်ဘူးတွေ့သမျှလေးကိုရှာဖွေပြီးတော့ဟောကြားထားပြီးပြီဒုတိယကဒုတိယံဝတ္တံရာဇဂဟံဥပနိတယဝေလူဝနေမဟာဝိဟာရေလို့ဆိုတဲ့အတိုင်းဖျားဖြစ်ပြီးတဲ့နောက်ဒုတိယမြောက်ဝါကြတော့ရာဇဂုံမြို့ကိုအမိပြုတ်ပြီးတော့ဘေဝိဒရမင်းကြီးလှူဒန်းတဲ့ဝေလူဝဥယျာဉ်ထဲမှာသတင်းသုံးနေထိုင်တော်မူခဲ့တယ်အဲ့တော့ပထမဝါဆိုတာမြတ်စွာဘုရားတက်တော်နဲ့ပြောမယ်ဆိုရင်35နှစ်မှာဖျားဖြစ်တော်မူတဲ့နောက်ရာဇဂုံမြို့ရောက်တဲ့အခါမှာ36နှစ်ဒုတိယဝါဆိုပြီး39 38တက်တော်39 38နှစ်မှာလည်းပဲရာဇဂုံမြို့မှာပဲဆက်လက်ပြီးတော့သတင်းသုံးတော်မူခဲ့တယ်သို့တော်ဒီကြားမှာဟိုဒီဒေသစာရီကြွချပြီးဝါရင်းကာလမှာတော့ဒုတိယဝါတတိယဝါစတုထဝါတို့ရာဇဂုံမြို့မှာပဲသတင်းသုံးတော်မူခဲ့တယ်ပေါ့သက်တော်39နှစ်
ပင်စမဝါဆိုဖို့အကြုံရောက်တဲ့အခါကျပင်စမဝါပင်စမံဝေသာလိဥပနိဒာယမဟာဝနေကုတဂရသာလယံလို့မှတ်တမ်းတင်ထားတဲ့အတိုင်းငါးဝါမြောက်မှာဝေသာလိမြစ်အမိပြုပြီးတော့ဝေသာလိပြည်ကြီးရဲ့အနိဒာမှာရှိတဲ့မဟာဝနအဲ့မဟာဝနတောအုပ်ထဲမှာဆောက်လုပ်လှူဒန်းထားတဲ့ကုတဂရသာလာဆိုတဲ့အကြောင်းကြီးမှာသတင်းသုံးတယ်အဲ့ဒီမှာထူးခြားတဲ့အဖြစ်အပျက်ကလေးတွေကိုမြတ်စွာဘုရားရဲ့ဘဝထူးခြားတဲ့အတွေ့အကြုံလေးတွေမှတ်သားဖို့ရလေးတွေဒီကနေ့ဟောပြောပေးမှာဖြစ်ပါမြတ်စွာဘုရားရဲ့သက်တော်ဟာ39နှစ်အရွယ်ပဲရှိသေးတယ်လောကသားတို့ရဲ့အတွက်ကြိုးပမ်းဆောင်ရွက်နေတယ်အင်အားရှိသမျှအသုံးချပြီးတော့မြတ်စွာဘုရားမနေမနာလောကသားတို့ရဲ့အတွက်အမှန်တရားသိရှိဖို့အတွက်အရေးတကြီးဟောပြောပြီးတော့သတင်းသုံးနေထိုင်ခဲ့တာဖြစ်တယ်အဲ့ဒီမှာဝေသာလီမရောက်ခင်ကအဖြစ်အပျက်ကလေးတွေကိုနည်းနည်းကြည့်ရဝေသာလီပြည်ဆိုတာအဲ့ဒီအချိန်မှာအလွန်တိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်တယ်ဝေသာလီရဲ့သမိုင်းကြောင်းကလည်းပဲအမှန်တမ်းစိတ်ဝင်စားစရာကောင်းတယ်ဝေသာလီဝိစီတိုင်းပြည်ကြီးတစ်ခုဖြစ်ပေါ်လာဖို့ဝေသာလီမြို့ကြီးတည်ထောင်လာဖို့ရဲ့သမိုင်းကြောင်းကစာပေကျမ်းကနေမှမှတ်တမ်းတင်ထားတဲ့အတိုင်းရှိတဲ့မှတ်တမ်းလေးအတိုင်းအနည်းငယ်အချင်းချုပ်ပြောရမယ်ဆိုရင်ဗာရဏသီမြို့ရဲ့အုပ်စိုးတဲ့ပြမတမင်းကြီးရဲ့အခမဟေတိမိဖုရားကြီးမှာသာသမီမွေးဖွားတဲ့အခါမှာထူးထူးဆန်းဆန်းမမျှော်လင့်ပဲနဲ့မိဖုရားကြီးကနေမစီရမစီဖွားလို့လားမသိဘူးမွေးဖွားလာတဲ့ကလေးတွေဟာရုပ်ပိသားမှုမရှိဘဲနဲ့အသားထစ်ကြီးမွေးဖွားလာတယ်အဲ့ဒီလိုအသားထစ်ကြီးမွေးဖွားလာတဲ့အခါမှာပြောရမယ်ဆိုရင်ရှက်တာပေါ့မိဖုရားကြီးကမွေးဖွားတာအသားထစ်ကြီးလူမပိသားတဲ့အသားထစ်ကြီးမွေးတာလို့ဆိုတော့လူမသိသူမသိအောင်လို့ဒီအသားထစ်ကိုဥဒလုံးထဲမှာထည့်အပေါ်ကနေအုပ်ပြီးတဲ့အခါမှာစာရန်ဆွဲလိုက်သေးတယ်ဒီအသားထစ်ဟာဗာရဏသီပြည်ရှင်ဘုရင်မင်းကြီးရဲ့ရင်သွေးသားငယ်များဖြစ်တယ်ဆိုပြီးတော့စာရန်လေးတော့ထည့်ပြီးတော့ခင်းကမြေကျောမှာဗာရဏသီကနေပြီးမျောလိုက်တာသူတို့ကလည်းသားထစ်အနေနဲ့မွေးဖွားလာတယ်ဆိုရင်လည်းဘုံကံရှိတဲ့တရားဝါတွေဖြစ်နေအောက်အခြေပိုင်းရောက်တဲ့အခါကျတော့တောရဒေသမှာတရားအားထုတ်နေတဲ့ယသိကြီးကခင်းကမြေထဲရေဆင်းချိုးတဲ့အခါမှာမျောလာတဲ့ထူးထူးဆန်းဆန်းမျောလာတဲ့ဒီအိုးကိုမြင်ရတဲ့အခါဆယ်ယူပြီးအတွင်းထဲမှာဘာပါလဲလို့ကြည့်တော့ကပီးစာရန်နဲ့သားတစ်ကိုတွေ့လိုက်တဲ့အခါမှာသားတစ်ရဲ့အနံ့ကိုကြည့်ရင်ပုတ်နေတာမဟုတ်ဘူးဒါဟာထူးခြားတယ်လို့ဆိုပြီးယူသွားပြီးတော့အခြေအနေကိုကဲခတ်ဖို့ဆိုပြီးတော့ယူသွားတယ်သူသင်္ကန်းကျောင်းမှာထားတယ်ထားခြင်းကနေပြီးတော့ကံတရားရဲ့စောင့်ရှောက်မှုအရာဒီသားတွေလေးဟာတဖြည်းဖြည်းကြီးလာပြီးတော့ခက်မငါးပြာကနေပြီးတော့လူယုတ်ကလေးတွေလူတရံလေးတွေပေါ်လာအဲ့ဒါနဲ့ဆက်လက်ပြီးတော့ထားတဲ့အခါမှာနောက်ဆုံးရင်ချင်းဆက်ပြီးတော့နေတဲ့သူငယ်လေးနှစ်ဦးပုံတရံဟာထင်းထင်းရှားရှားပေါ်လာရင်ချင်းအပ်နေ
သို့တော့ရင်ရင်တွဲနေတာတော့မဟုတ်ဘူးအဲ့ဒါလို့သူငယ်လေးတရံပေါ်လာတဲ့အခါကျတော့ရုပ်ဆင်းကလည်းအမတမလှပတဲ့အသွင်တရံလေးတွေပေါ်လာတယ်ကလေးလေးနှစ်ဦးဟာပြီးပြီးပြင်းပြင်းဖြစ်လာတော့တူကအမျိုးသမီးလေးတူကအမျိုးသားလေးအဲ့ဒီမှာယသိကြီးရဲ့ဆောင်းရှောက်မှုနဲ့ပဲနောက်ဆုံးမှာမွေးဖွားလာတဲ့အချိန်ပေါ့လေကြီးရင်လားသူ့ဘာသူအလိုလေးဟောက်ကြီးလာကြတာမိခင်ဝမ်းထဲကတော့မဟုတ်ဘူးအဲ့ဒီအချိန်မှာယသိကြီးကလည်းတကုတ်ပင်ချင်းရှိတဲ့ယသိကြီးဆိုတော့အဋိဋ္ဌံပြီးတော့ဒီကလေးတွေပေါ်မှာကရုဏာနဲ့မေတ္တာကအလွန်ကြီးမားပြီးတော့သူ့ရဲ့လက်ချောင်းလေးတွေဟာမိခင်ရဲ့နှုတ်အသွင်ဖြစ်ပြီးထိုလက်ချောင်းလေးတွေကပဲကလေးတွေပါဇက်တက်လိုက်လို့ရှိရင်နှုတ်ရည်လေးတွေထွက်လာပြီဒီကလေးတွေကိုသူကကျွေးမွေးဆောင်ရှောက်ခဲ့တာဒါလောကမှာထူးဆန်းတာဖြစ်တော့ပုံမြင်လိုဘာလိုပေါ့သို့တော့ဖြစ်နေကြမဟုတ်တဲ့အရာတွေလည်းလောကမှာရှိတာပဲmiracle လို့ခေါ်တာ mystery ပေါ့ဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းတရားကိုရှင်းပြလို့မရနိုင်တာမျိုးတွေကလည်းရှိတတ်သေးတယ်ပေါ့အဲ့လိုနဲ့ယသိကြီးရဲ့ဆောင်းရှောက်မှုအောက်မှာဒီသားတဲ့ကလေးတွေဟာလူယုတ်ပီတာပြီးတော့သူငယ်လေးနှစ်ယောက်ဖြစ်ပေါ်လာတော့နောက်ဆုံးမှာယသိကြီးကိုကြီးညိုကိုးကွယ်ကြတဲ့နွားတွေကိုမွေးမြူထားကြတဲ့နွားချောင်းသားတွေပေါ့နွားချောင်းသားဆိုရင်မဲ့သူများနွားကိုခါချောင်းတဲ့လူတွေဟုတ်ပုံမပေါ်ဘူးမိမိတို့ကိုယ်တိုင်နွားမွေးမြူထားတဲ့နွားပိုင်ရှင်တွေလို့ပြောစာပေကျမ်းမှာခွဲခြားထားတာရှိတယ်သူများနွားကိုအခကြောင်းလို့ရှိရင်ခောပါလလို့ခေါ်တယ်ကိုနွားကိုနွားမွေးပြီးတော့ထိမ့်သိမ်းဆောက်ရှောက်တဲ့ပုဂ္ဂိုလ်တွေကြတော့ခောပလို့ခေါ်တယ်မတူနွားပိုင်ရှင်ပေါ့နော်နွားတွေမွေးပြီးတော့အသက်မွေးဝမ်းကြောင်းပြုတဲ့ပုဂ္ဂိုလ်တွေကခောပသူများနွားကိုအခစားယူပြီးတော့ကြောင်းတာကြတော့ခောပလဒီနေရာမှာတော့နွားတွေကိုသူတို့ထိမ့်သိမ်းဆောက်ရှောက်တာမို့သုံးမယ်ဆိုလို့ရှိရင်အဲ့ဒီခွဲခြားချက်နဲ့အယူကြည့်ပြီးသုံးမယ်ဆိုရင်ခောပလတော့မဟုတ်ဘူးခောပပဲဖြစ်မယ်သို့တော့ခောပလဆိုတဲ့အသုံးနဲ့ပဲသုံးထားအထက်ကရာကဒီလိုပဲသုံးထားတာဆိုတော့နွားတွေကိုစောင့်ရှောက်တဲ့နွားပိုင်ရှင်တွေပေါ့ချမ်းပိုင်ရှင်တွေဒီကလေးနှစ်ယောက်အတွက်နေ့စဉ်နွားနို့တွေပုတ်ပြီးဒီလိုနဲ့နွားနို့တွေတောက်ပြီးတော့အသက်ရွယ်လေးရလာတဲ့အခါနွားနို့တွေနဲ့ဖြည့်တင်းပြီးကြီးထွားလာကြဒီကလေးလေးတွေဟာဗာရာဏသီမင်းကြီးရဲ့ရင်သွေးတွေဖြစ်တော့မင်းသားလေးနဲ့မင်းသမီးလေးသူတို့အရေးကအလွန်ပါတယ်အရေးလေးကပါလေးဆိုပလတ်စတစ်ထဲရေထည့်ထားတယ်ကြီးနေတာနွားနှုတ်လေးတွေတောက်လိုက်မယ်ဆိုရင်လေပင်ကြောင့်လေပင်နဲ့နွားနှုတ်လေးတွေစီးကျသွားတာတို့ဒါလေးတွေကစပြီးတော့အရေးလေးကပါနေတော့မြင်နေရတယ်လို့ဒါကြောင့်မို့လို့ဒီကလေးတွေကိုအကြောင်းပြုပြီးတော့အရေးမရှိတဲ့ပုံစံမျိုးဖြစ်ပြီးသူတို့ကိုလိတ်ဆွေဆိုတဲ့စကားလုံးလေးနဲ့အသုံးပြုတာဆွေဆိုတာအရေးကိုပြောတာလူရဲ့ပေါ့အုပ်ထားတဲ့အရေးတူအရေးပါဟာဆွေအဲ့ဒီဆွေဆိုတဲ့အရေးတူအရေးပါမရှိသလောက်သူတို့ရဲ့သားရည်လေးတွေဟာပါပြီးတော့နေတော့စားလိုက်တဲ့အစားအစာလေးတွေမြင်ရတော့အောင်အရေးလေးတွေကကြီးနေတာဆိုတော့လီနာဆွေလိတ်ဆွေပါလွာတဲ့အရေးရှိတဲ့ကလေးတွေဆိုတဲ့ဒီစကလုံးနဲ့သူတို့ကိုလိတ်ဆွေလို့နာမည်ပေးလာတယ်နောက်တစ်ခုကတော့အရေးဟာရှိတယ်လို့ပြောရယုံပဲရှိတယ်မရှိတဲ့အနေအထားမျိုးဖြစ်တယ်ဆိုပြီးတော့နေဆွေဆိုတဲ့စကလုံးကိုအသုံးပြုပြီးတော့လေလိတ်ဆွေလို့ဒီလိုခေါ်ကြတယ်ပေါ့အဲ့ဒီမှာသူတို့ကလည်းဘုံကံအမတန်မှရှိကြတဲ့မင်းသားငယ်နဲ့မင်းသမီးငယ်နွားချောင်းသားတွေကဗာရာဏသီပြည်ကမင်းကြီးထံခွင့်တောင်းပြီးတော့အဲ့ဒီခေတ်ကတော့မြေခွက်တွေလည်းပေါ်ပုံရပါတယ်ပြင်ပမြေလွတ်မြေရိုင်းနေနေရမှာဒ
ဒီကလေးတွေအတွက်မျိုးပြတီထောင်ပေးဖို့အတွက်ဗာရတိမင်းကြီးရှင်ခွင့်ပန်ပြီးတော့ဧကပေါင်းမြောက်များစွာကျဲတဲ့ခင်းကမြစ်ရဲ့တစ်ဖက်ကမ်းဟိုတစ်ဖက်ကိုကြည့်လိုက်မယ်ဆိုရင်မာဂရတိုင်းကဗေမိတာရမင်းကြီးတဲ့ပိုင်ဆိုင်တဲ့နယ်မြေခင်းကမြစ်ရဲ့ဒီဘက်ကမ်းမှာတော့နွားကြောင့်သားတွေဥစည်းပြီးတော့တည်ထောင်ထားတဲ့နယ်မြေကြီးအဲ့ဒါလိုနေရင်ကနေပြီးတော့ဒီကလေးတွေကစိတ်ကလည်းထက်တယ်စိတ်ကလည်းထက်တယ်မင်းသွေးပါတဲ့အတွက်ကြောင့်နွားကြောင့်သားတွေရဲ့သားသမီးတွေနဲ့ကစားကြတဲ့အခါမှာစိတ်ဆိုးမှန်ဆိုးဖြစ်လာလို့ရှိရင်ရိုက်เสียရှိသူတို့ကယူရဲ့အရင်ရိုက်တာနော်လက်သွက်တယ်သူတို့ကအရင်ရိုက်တဲ့အခါကျတော့ကြံတဲ့ကလေးတွေကသူတို့လောက်လည်းအင်အားရှိဖို့မပေါ်ဘူးသူတို့လောက်လည်းအသိပညာမရှိဘူးအဲ့တော့သူတို့ကလက်မြန်ခြေမြန်ရှိတယ်ကြံတဲ့ကလေးတွေကငိုကြရတာများတယ်မိဘတွေကပြောတယ်ဒီကလေးတွေကသူတို့သားသမီးတွေကိုရိုက်နှက်တယ်နင်တို့မပေါင်းကြနဲ့သူတို့ကိုရှောင်နေကြသူတို့ကဘုံကံကြီးတယ်ဆိုတော့ဘာမှလည်းပြန်မလုပ်ရဘူးရှောင်နေကြဆိုပြီးတော့ရှောင်နေရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုရှောင်ကြဆိုတဲ့စကားလုံးကိုကြည့်ပြီးတော့ဝိဇ္ဇီဆိုတဲ့စကားလုံးဟာဝိဇ္ဇီဆိုတာရှောင်ပြီးတော့နေကြဆိုတဲ့အဓိပ္ပာယ်အဲ့ဒီစကားလုံးနဲ့တွင်းလာသည့်အတွက်ကြောင့်သူတို့နေရာတိုင်းဒေသကိုဝိဇ္ဇီလို့ဒီလိုနာမည်တွင်သွားတဲ့သူတို့ရဲ့ခန္ဓာကိုယ်အရေးပါပါလွှာမှုကိုအကြောင်းပြုပြီးတော့လူမျိုးတွေကိုတော့လိတ်ဆွေလို့ဒီလိုနာမည်တွင်လာတယ်တဖြည်းဖြည်းဒီကလေးနှစ်ဦးကိုနွားကြောင့်သားတွေအလုံးကနေပြီးတော့လေးလေးမြတ်မြတ်နဲ့ဘယင်အရာတင်မြောက်ထားကြတာဆိုသိလေးစားကြတာသူတို့ကိုအထိမခံဘူးအရွယ်ရောက်လာတဲ့အခါကျတော့မောင်နှမချင်းအိမ်တော်ချထားလိုက်တယ်မောင်နှမအရင်အိမ်တော်ချထားရကနေသူတို့ကမွေးဖွားလာလိုက်တာလိတ်ဆွေလူမျိုးတွေဟာအဲ့ဒီဒေသမှာပြန်ပွားလာတယ်အဲ့ဒီလိတ်ဆွေတွေကလူမျိုးတစ်မျိုးလောက်ကြီးပွားတိုးတက်လာတယ်ကြံတဲ့တာမန်လူတွေနဲ့မတူဘူးရုပ်ရည်ဆင်းကလည်းမတူဘူးခွန်အားပလာကလည်းမတူဘူးအသိဉာဏ်လည်းမတူဘူးထက်ထက်မြက်မြက်ကြံ့ကြံ့ခိုင်ခိုင်ရှိကြတော့အလုံးသူတို့ဟာတိုင်းပြည်ကိုအုပ်စိုးနိုင်တဲ့အနေအထားတစ်ခုရလိတ်ဆွေဆိုတဲ့နာမည်နဲ့လူမျိုးတစ်မျိုးဖြစ်လာတယ်အဲ့ဒီလိုလူမျိုးတစ်မျိုးဖြစ်လာတဲ့အခါမှာဘုရားမြတ်စွာပွင့်လာတဲ့အချိန်အလွန်ကြီးမားလာသူတို့ရဲ့အင်အားတွေကကြီးမားလာမြို့ပြတီထောင်လိုက်တယ်ဝေသာလီမူလနာမည်ကတော့ဘယ်လိုရှိတယ်မသိဘူးပထမသူတို့အတွက်မြို့ပြတီထောင်ပေးတယ်အဲ့ဒီလိုမြို့ပြတီထောင်ပေးလိုက်တဲ့အခါမှာအလွန်တိုးတက်စီကားလာသည့်အတွက်ကြောင့်မြို့ကကြီးတဲ့ကြီးလာတယ်လူကြီးကလည်းတိုးတဲ့တိုးလာပထမတီထောင်ထားတဲ့မြို့အကွင်းအကွက်မဆန့်တော့ဘူးဒါကြောင့်မို့လို့ပထမမြို့ရိုးမြို့တိုင်းကြီးကိုဒီတိုင်းထားပြီးတော့နောက်ထပ်မြို့တိုင်းတစ်ခုထပ်ပြီးတော့တိုးချဲ့ရဒုတိယအကြိမ်တိုးချဲ့လိုက်တော့လဲစီကားတယ်တအားကြီးပွားလာတယ်တတိယအကြိမ်တစ်ခါထပ်ပြီးတော့ချဲ့ရတယ်ထပ်ချဲ့တဲ့အခါမြို့ကြီးဟာတအားစီကားလာပြီးတော့အစာရေစာလဲပေါများတယ်တိုးတက်မှုကအရှိန်အမတန်မှကောင်းတယ်အယောင်ဝယ်တွေလည်းဖွင့်ဖြိုးတယ်အဲ့ဒီလိတ်ဆွေတွေညီညွတ်နဲ့တိုင်းရေးပြည်ရေးကိုအုပ်ချုပ်တဲ့နေရာမှာလည်းထက်တက်ပြက်ပြက်ရှိကြတယ်သူတို့အတွက်အိမ်ယာတွေကလည်းပဲနန်းတော်တွေကဆောက်ထားတာ9900ခုနန်းပြတ်တပ်ပေါင်းကလည်း9900ခုမိသားစုဂရုလိုက်နေကြတဲ့အခါလိတ်ဆွေမင်းတွေဟာ9900ယောက်စုပေါင်းပြီးတော့ဒီ
သူတို့ရဲ့ဝိဇ္ဇီနိုင်ငံတော်ကြီးကိုတည်ထောင်ပြီးတော့အုပ်ချုပ်ကြတယ်အလွန်ညီညွတ်တယ်မြတ်စွာဘုရားလက်ထက်ကစံပြဖြစ်လောက်အောင်ညီညွတ်တယ်တန်ထာဂရဆိုတဲ့စီဝေးတဲ့လွတ်တော်အဆောက်အဦကြီးမှာအလုံးတညီတညွတ်ထဲဆုံးဖြတ်ကြတယ်တညီတညွတ်ထဲဆုံးဖြတ်ပြီးတော့တိုင်းပြည်အုပ်ချုပ်လို့မြို့ကြီးကလည်းပဲစီကားလွန်အားကြီးဒါကြောင့်မို့ဝေသာလီဆိုတာအလွန်စီကားတယ်ဆိုတဲ့အဓိပ္ပာယ်ကျယ်ပြန့်လာတဲ့တိုးချက်ကျယ်ပြန့်လာတဲ့မြို့ကြီးဖြစ်လို့ဝေသာလီသမိုင်းကြောင်းကိုကြည့်ပြီးတော့ဝိဇ္ဇီလူမျိုးတွေကိုတော့လိပ်ဆွေလို့ဆိုပြီးဘုရားမြတ်စွာလက်ထက်ရောက်တဲ့အခါမှာအကြီးပွားဆုံးအတိုးတက်ဆုံးနိုင်ငံကြီးတစ်ခုဖြစ်နေနိုင်ငံကြီးတစ်ခုဖြစ်လာဘယ်လောက်ထိအောင်တိုးတက်လာတော့ဆိုလို့ရှိရင်ဗိမိသာရမင်းကြီးတို့ဗိမိသာရမင်းကြီးကိုဆက်ခါနဲ့ဇာတတတို့ကစပြီးတော့သူတို့ရဲ့တိုးတက်မှုကိုစိုးရွံ့လာအလားအောင်ကြီးပွားတိုးတက်လာတိုင်းပြည်ချင်းနီးလာတော့ဘုံတကိုးတွေကဟိုဘက်ကအလွန်ကြီးလာတဲ့အခါကျတော့ဧကရိဘယင်တွေဖြစ်တဲ့ဗိမိသာရတို့ဟာဒီတိုင်းမနေရဲဘူးချိလာခြေနေကက်ခတ်လာတယ်စိတ်ထဲမှာစိုးရွံ့လာတယ်ဒီလိုအနေထားတိအောင်ရောက်လာတယ်ပေါ့ဝေသာလီပြည်ကြီးဟာအဲ့ဒီလိုအလွန်အလွန်ကြီးပွားတိုးတက်လာတဲ့အချိန်မှာတခါတရံကျတော့ဘလောက်ပဲကြီးပွားမိုးခေါင်ရေရှားအဖြစ်မျိုးကလည်းကြုံရတတ်တယ်ပေါ့ကံကောင်းကြောင်းမလာတဲ့အခါမှာဝေသာလီဧရိယာကြီးမှာမိုးခေါင်ရေရှားဖြစ်ပြီးတော့ဘာတွေဖြစ်လာတော့ဆိုအစားရှားပါလာတယ်ရှားပါလာတော့လူတွေဝါဝလင်းလင်းမစားရတာအကြောင်းပြုပြီးတော့ယောဂဗျာတွေထူပြောလာယောဂဗျာတွေထူပြောလာတာကိုအကြောင်းပြုလူတွေသေတာဆုံးတာကိုအကြောင်းပြုပြီးတော့မကောင်းဆိုးဝါးတွေကလည်းပဲဝင်ရောက်လာကြတယ်ဒါကြောင့်မို့ဝေသာလီပြည်မှာကတ်ကြီး၃ပါးလို့ဆိုတာကတ်ဆိုတာတော့အတိုင်းအတာတစ်ခုပေါ့အတိုင်းအတာတစ်ခုကိုပြောတာခဲအော့လို့ခေါ်တယ်ဒီဆိုးဝါးတဲ့အခြေအနေကြီးတစ်ခုဖြစ်ပေါ်တယ်အတိုင်းအတာတစ်ခုအချိန်ပိုင်းတစ်ခုကိုကတ်လို့ခေါ်တာအဲ့ဒီအချိန်ပိုင်းတစ်ခုဖြစ်လာတဲ့အခါမှာတတိုင်းလုံးတစ်ပြည်လုံးဟာစွဲရင်ထိတ်လန့်လာပြီးတော့ဝေသာလီပြည်အုပ်စိုးနေတဲ့ဘုရင်တွေသူတို့ကဧကရိဘုရင်စနစ်မဟုတ်ဘူးကဏရာဇာလို့ဆိုတဲ့စုပေါင်းအုပ်ချုပ်တဲ့စနစ်နဲ့သွားတာတူရီကဘုရင်လောက်တာမဟုတ်ဘူးအလှည့်ကျခုခေတ်လို့ဆိုရင်တော့တူကဥက္ကဋ္ဌနော်တူကသမတ president ပေါ့နောက်ကဟာတွေကမင်းပါတွေပေါ့ဒီလိုလို့အဲ့ဒါကို oligarchy system လို့ခေါ်တယ်မဂရတို့ကောသလတို့ဆိုတာတွေကြတော့ monarchical system monarch ဆိုတာဧကရိဘုရင်စနစ်နဲ့အုပ်စိုးတာဝေသာလီနိုင်ငံကြီးဝိစီတိုင်းဒေသကြီးကတော့ဧကရိဘုရင်တွေနဲ့အုပ်စိုးတာမဟုတ်ဘူးအလုံးစုပေါင်းပြီးတော့တိုင်ပင်ညှိနှိုင်းပြီးတော့အုပ်ချုပ်တာဖြစ်တော့ oligarchy လို့ခေါ်တယ်သူတို့ရဲ့စီမင်းစည်းကမ်းတွေကလည်းလွန်ကောင်းတယ်မြတ်စွာဘုရားကဒါမို့အပရိဟာနိယတရား9ပါးဆိုတာဒိဋ္ဌိတွေနဲ့ပတ်သက်ပြီးတော့ဟောတာဝိစီမင်းတွေဟာအမှန်တမ်းစီလုံးညီညွတ်ကြတယ်ဘာလို့တညီတဲ့လောက်ကြတယ်အစည်းဝေးထိုင်လဲတညီတဲ့အစည်းဝေးကထတော့လဲတညီတဲ့ဆုံးဖြတ်တညီတဲ့အလုံးအကောင့်ထဲပေါ်ကြတာဆိုတော့အလုံးကိုစိတ်ဆိုင်ညီညွတ်တဲ့နိုင်ငံကြီးဖြစ်လို့ကြီးပွားတိုးတက်တာအဲ့ဒါလို့ကြီးပွားတိုးတက်လာတဲ့နိုင်ငံကြီးမှာအစာရေစာရှားပါလာပြီဆိုတဲ့အခါကျတော့ပြဿနာတွေဖြစ်လာအဲ့ဒီမှာတန်ထာဂရဆိုတဲ့လွတ်တော်ညီလာခံစီဝေးခမ်းမကြီးမှာစီဝေးထိုင်ကြတယ်အစီဝေးထိုင်ကြတယ်သူတို့ဘာတွေအမှားလုပ်တယ်လဲစီကံဥတွေဖောက်ပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်တာရှိသလားလို့သူတို့ကျင့်ထုံးနေ tradition တွေနော်ခုခေတ်ဆိုရင်တော့ဖွဲ့စည်းပုံတွေပေါ့နော်ဒါတွေကိုကြည့်တယ်ပြ
ပြန်လည်ပြီးတော့ဆင်ញင်သုံးသပ်တဲ့အခါတရားသဖြင့်မဟုတ်တာတခုမှမရှိဘူးထုံတန်းစင်လာဖြတ်ပြီးတော့လောက်တာတခုမှမရှိဘူးအဲ့တော့ဒီပြဿနာငြိမ်းအေးအောင်တို့ဘယ်လိုဖြေရှင်းကြမလဲတိုင်ပင်ကြတဲ့အခါမှာဝိသိနိုင်ငံတော်ကြီးမှာနေကြတဲ့ပုဂ္ဂိုလ်တွေကအလုံးဗုဒ္ဓဘာသာကြီးလည်းမဟုတ်ဘူးသူတို့လည်းဗုဒ္ဓဘာသာအကုန်မဟုတ်ဘူးမဟုတ်တော့အဆိုမျိုးမျိုးပြုကြတယ်တချို့ကမြတ်စွာဘုရားနဲ့ထိုခေတ်ကခေတ်ပြိုင်ဒိဋ္ဌိဆရာကြီးတွေက6ဦးရှိတယ်အယူဝါဒတီထောင်တဲ့ပုဂ္ဂိုလ်တွေဖြစ်လို့ဒိဋ္ဌိလို့ခေါ်တာခုခေတ်ဆိုရင်တော့ဖီလိုဆိုဖာကြီးတွေပေါ့နော်ဖီလိုဆိုဖာကြီးတွေသူတို့ရဲ့အတွေးခေါ်ဘာသာတရားဟောကြားမှုတွေဟာတဦးနဲ့တဦးမတူကြဘူးသို့တော့သူတို့မှနောက်လိုက်နောက်ပါတပည့်ပိဋကတ်တွေအလွန်များတယ်သူတို့ကိုယ်ပဲယုံကြည်တဲ့ပုဂ္ဂိုလ်တွေကဒီလိုကတ်ဆိုးဘေးဆိုးကတ်ဆိုးကြီးကျုံနေတဲ့အခါမှာအမှန်တမ်းထင်ရှားကြော်ကြားတဲ့ဘုံတကူကြီးတဲ့ပူရဏကတ္တဗကိုပင့်လိုက်မယ်ဆိုရင်တော့သူလာလိုက်တာနဲ့အန္တရာယ်ကြီးကင်းတော်မှာပါဒါအမျိုးမျိုးထင်ကြီးတွေပေးကြတာပေါ့နော်နောက်တစ်ခါတချို့ကတင်ပြတယ်မက္ခလိခောသလကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကလည်းပူရဏကတ္တဗတဲ့ကောင်းတာမက္ခလိခောသလကပူတကူကြီးတယ်သူ့ပင်မို့ကောင်းတယ်ပေါ့ဒီလိုနဲ့အဆိုတင်သွင်းသွားကြတာအဇိတာကေသကမ္မလပင့်ကျင်တဲ့ပုဂ္ဂိုလ်ကလည်းအဆိုတင်သွင်းပကုဒ္ဒကိစ္ဆာယနာပင့်ကျင်တဲ့ပုဂ္ဂိုလ်ကလည်းအဆိုတင်သွင်းနိခန္ဓနာထဗုဒ္ဓပင့်ကျင်တဲ့ပုဂ္ဂိုလ်ကလည်းအဆိုတင်သွင်းသင်္ဆေယပေလထဗုဒ္ဓကိုပင့်ကျင်တဲ့ပုဂ္ဂိုလ်ကလည်းအဆိုတင်သွင်းတယ်အဲ့ဒီအဆိုတွေအပြီးကြတဲ့အခါကျတော့မှနောက်ဆုံးပေါ်လာပြီးတော့အရွယ်ကလည်းခက်ငယ်ငယ်ရှိသေးတယ်ဂေါတမဗုဒ္ဓရဲ့ခုံတဲ့ဟာအမှန်တမ်းကြီးတယ်ဟောအရဟံသမ္မာသမ္ဗုဒ္ဓဝိသစရဏတမ္ပန္နောစတဲ့အကြီးချင်းတွေနဲ့ပြည့်စုံပြီးတော့ကိုယ်တိုင်သိတဲ့တရားဓမ္မကိုဟောပြောခဲ့အဲ့ဒီဂေါတမဗုဒ္ဓဟာအငယ်ဆုံးဖြစ်ပေမဲ့လို့နောက်ဆုံးပေါ်လာတော့အမှန်တမ်းထူးခြားတယ်တကူလည်းကြီးတယ်ဂေါတမဗုဒ္ဓကိုပင့်ကြရအောင်အဲ့ဒီအဆိုကနောက်ဆုံးအောင်သွားတယ်အောင်သွားတော့ဂေါတမဗုဒ္ဓဘယ်မှာရှိလဲလို့ဆိုဂင်္ဂမြစ်ရဲ့တစ်ဖက်ကမကရတိုင်းရာဇဂိုမြို့ကဝီလူဝန်ကျောင်းတော်မှာရှိနေတယ်ဆိုတာကိုသိတော့အဲ့ဒါဆိုလို့ရှိရင်လက်ဆောင်ပန္နာယူပြီးတော့ဗိမိတာရမင်းကြီးစီသွားဗိမိတာရမင်းကြီးကသူတို့ကိုဘယင်လို့အသိမှမပြုဘူးနော်ဒါကြောင့်မို့လိတ်ဆွေတွေသွားတဲ့အခါကျတော့သူတို့ကိုဓာတုဆက်ဆံတာမဟုတ်ဘူးတာမန်အယသားတယောက်လို့ဆက်ဆံတာခေါ်တာကိုကဗနီဆိုတဲ့စကားလုံးကိုခေါ်တာသူ့ရဲ့အမှုတန်းတိုင်းသူပြည်သားတွေကိုခေါ်တဲ့အခါမှာဗနီဆိုတဲ့စကားလုံးကိုသူအချင်းတို့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူတို့ကမင်းမျိုးမင်းနွယ်ဖြစ်ပေမဲ့လို့တကယ်ကတော့မင်းဆိုရတာမဟုတ်ဘူးစီးလုံးညီညွတ်ပြီးတော့အုပ်ချုပ်နေတဲ့အဖွဲ့တစ်ခုပဲဖြစ်တယ်ဆိုဗေမိတာရမင်းကြီးစီသွားတဲ့အခါမှာလက်ဆောင်ပန္နာတွေပေးပြီးတော့ဂေါတမဗုဒ္ဓကိုသူတို့နိုင်ငံကိုလွတ်ပေးပါလို့ဆိုသူတို့ပြောတဲ့စကားကြည့်ဖះကိုလွတ်ပေးပါဂေါတမဗုဒ္ဓကိုသူ့နိုင်ငံလွတ်ပေးပါလို့ဆိုဗေမိတာရမင်းကြီးကပြောတယ်ငါကလွတ်ပေးလို့ဘယ်ရမလဲမင်းတို့ဘာသိရှောက်ဆိုတော့မှသူတို့ကိုယ်တိုင်သွားပြီးမြတ်စွာဘုရားကိုရှောက်တယ်ဝေသာလီပြည်မှာပြဿနာအခက်အခဲတွေကျုံနေပါတယ်ယောဂါတွေထူပြောနေတယ်ကကြီးသုံးပါးစိုက်နေပါတယ်အဲ့ဒါအတွက်ကြွရောက်ပြီးတော့ဒီယောဂအန္တရာယ်တွေပျောက်ငြိမ်းအောင်ချီးမြှောက်ပေးပါလို့မြတ်စွာဘုရားကိုပင့်လိုက်တော့မြတ်စွာဘုရားကအနာဂတ်ကိုကြည့်လိုက်တယ်ငါသွားရင်ဘယ်လိုအကျိုးရှိမလဲဘုရားဆိုတာဘာလို့ပြောတော့မယ်ဆိုရင်လေညာနာပုပ္ပင်ကမှာညာနာနုပရိဝတ္တညာနဲ့စဉ်းစားတာကြည့်ပဲလှုပ်တော့မယ်ဆိုရင်လေစဉ်းစားတာပဲဒါကြောင့်မို့မနောကံပဲဖြစ်စေဝစီကံပဲဖြစ်စေကာယကံပဲဖြစ်စေမြတ်စွာဘုရားများ
အမတ်တမဲ့တွေးတာအမတ်တမဲ့ပြောတာအမတ်တမဲ့လုပ်တာမရှိဘူးအနာဂတ်ကိုမျှော်ကြည့်လိုက်တဲ့အခါအေးဝေသာလီပြည်သွားရင်တော့အကျိုးရှိမှာပဲလို့ဆိုတာကိုတရားဝါတွေရဲ့အကျိုးလောကသားတွေရဲ့အကျိုးကျိုးပန်းအထုတ်နေတဲ့မြတ်စွာဘုရားအဖို့အေးလောကသားတွေကိုအကျိုးပြုတဲ့လုပ်ငန်းတစ်ခုလုပ်ဖို့ရအတွက်လက်မနေဘူးပေါ့ဒါကြောင့်လက်ခံလိုက်တယ်ဘုရားလက်ခံလိုက်တယ်လဲကြားရောဘေမိသာရမင်းကြီးကဒီရာဇဂိုကနေပြီးတော့ခင်းကမြစ်ထိအောင်လမ်းခရီးကိုပြင်ဆင်ပြီးတော့လမ်းတွေပြင်ဆင်လို့အစင်တန်းသာတွေဆင်လို့မြတ်စွာဘုရားကိုခန်းခန်းနားနားနဲ့ခင်းကမြစ်ထိအောင်လိုက်ပြီးတော့ပုတ်ပြီးခင်းကမြစ်ရောက်တဲ့အခါကျတော့မှဝေသာလီဘက်ကလာကြိုတဲ့ဖောင်းနဲ့ဟိုဘက်ကိုကူးဝေသာလီပြည်ကလည်းပဲအားကြမခံမြတ်စွာဘုရားကိုပင့်တာခန်းခန်းနားနားနဲ့ပင့်သွားကြမြတ်စွာဘုရားလည်းခင်းကမြေဟိုဘက်ကမ်းပေါ်လဲရောက်လိုက်ရောကြီးမားတဲ့မိုးကြီးတစ်ခုကရွာချအမှန်တန်ကြီးမားတဲ့မိုးကြီးရွာချလိုက်တဲ့အခါမှာလူတွေသေလုံးမကသေတဲ့အခါမှာမမြုပ်နိုင်ကြဘူးယောဂါတွေဖြစ်ပြီးခဏနေသေသွားခဏနေသေသွားဆိုမကောင်းဆိုးဝါးတွေကလည်းနှောက်ယှက်သေတဲ့ပုဂ္ဂိုလ်တွေကလည်းအလွန်များအလွန်စီကားတဲ့မျိုးကြီးနော်လူတွေကလည်းအမတန်များလာမြတ်စွာဘုရားလည်းကမ်းပေါ်တက်လိုက်ရောမိုးကြီးရွာချလိုက်တာဝေသာလီပတ်ဝန်းကျင်မှာရှိတဲ့သုတ်တန်တွေထဲမှာဒီတိုင်းပြစ်ထားတဲ့အလောင်းကောင်တွေရေထဲမှာမျောပါသွားပြီးခင်းကမြစ်ထဲအကုန်ကျသွားဆိုလိုတာကမြတ်စွာဘုရားမရောက်ခင်ဝေသာလီမြို့ကြီးဟာတန့်ရှင်းစင်ကြယ်သွားတယ်လို့လူတွေကောင်းတွေနဲ့အပုပ်နဲ့နေနဲ့ဒီလိုမဖြစ်ဘူးပေါ့မြတ်စွာဘုရားကြွလာတဲ့တပြိုင်နက်ဘုရားကိုကြည်ညိုတဲ့နတ်တွေကလည်းပါလာကြတဲ့တခါတည်းဘုရားကိုကြည်ညိုတဲ့နတ်တွေပါလာတော့လူတွေကတော့ဒီနတ်တွေမြင်ရတာမှမဟုတ်တာဘုရားကိုကြည်ညိုကြတဲ့တကူကြီးတဲ့နတ်တွေလည်းလာရောခုနကမိစ္ဆာဘလူတရေဆိုတာတွေကမရှင်ဝန်းတော့ကြောက်ရွံ့ထွက်ပြေးကုန်ကြဒါကိုကယောဂအတော်ခင်းသွားပြီပေါ့ကြောက်ရွံ့ထွက်ပြေးကုန်ကြတယ်ဒါသူ့ဟာသူတကိုးကြီးတဲ့ပုဂ္ဂိုလ်လာရင်တကိုးသေးတဲ့ပုဂ္ဂိုလ်ကမနေနိုင်ဘူးသူတို့အတိုင်းဝိုင်းမှာအကုန်လုံးထွက်ပြေးသွားကြသို့တော့ဒီထဲမှာကတိကတ္တပုံနေတဲ့အကောင်တွေမရှိဘူးမဟုတ်ရှိသေးတယ်မမြင်ရအောင်ခြုံကွဲနေတာတို့မမြင်ရအောင်ပုံနေတဲ့အကောင်တွေကရှိမြတ်စွာဘုရားလည်းကြွသွားရောမြတ်စွာဘုရားကပရိကြီး17သုံးမှာပါတဲ့ယရဏပရိတ်ကိုအဲ့ဒီဝေသာလီပြည်မှာဟောကြားလို့ရှန္ဒနာကိုရှေးဥစွာသင်ပေးလို့ရှန္ဒနာမှုရှိတဲ့တန်ဃာတွေကရှန္ဒနာကိုယ်တိုင်ကမြတ်စွာဘုရားရဲ့တပိတ်ထဲရေထက်ပြီးတော့ဝေသာလီပြည်ဒတိုင်းသုံးတာကြာတညလုံးသစ္စာဆိုခြင်းလို့ဆိုရဲယရဏတုတ်ပရိတ်ရွတ်ပြီးတော့ပရိတ်ရည်တွေပက်ဖြန်းပေးတယ်ပက်ဖြန်းပေးတဲ့အခါကျတော့ပရိတ်ရည်ထိရတဲ့လူတွေပရိတ်တရားနာရတဲ့ပုဂ္ဂိုလ်တွေဟာအကုန်လုံးကျမ်းမာလာကြတယ်တဲ့ပရိတ်ရည်ထိတဲ့နတ်မိစ္ဆာဘလူတရေတွေဟာလည်းထွက်ပြေးကုန်ကြတယ်မနေနိုင်ကြတော့ဘူးလို့ဆိုလို့တယ်မြတ်စွာဘုရားကမြို့လေကောင်မှာရှိတဲ့တန်ထာဂရလို့ဆိုတဲ့အစည်းအဝေးခမ်းမကြီးမှာလည်းပဲ9 ရက်တိယရဏတုတ်ကိုပဲထပ်တလဲလဲဟောကြားပြီးတော့ပေးခဲ့တယ်အဲ့ဒါနဲ့ဝေသာလီပြည်မှာဖြစ်ပေါ်နေတဲ့ဘေးဆိုးကတ်ဆိုးကြီးတွေဟာပျောက်ငြိမ့်ပြီးတော့သွားတယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့ဒါရှေ့ပိုင်းကဒီလိုဖြစ်လာအဲ့ဒီအချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုဘေးဆိုးကတ်ဆိုးတွေငြိမ့်သွားတဲ့အခါကျတော့မကရာတိုင်းကိုပြန်ပြီးတော့ပို့ချအဲ့ဒီတုန်းကကြည့်ရတာ
မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာမျိုးလေကောင်တန်ထာကာရမှာသရင်သုံးတယ်ဆိုမဟာဝနလို့ခေါ်တဲ့တောအုပ်ထဲမှာကုတာကာရတာလာအကြောင်းမဆောက်ရသေးတဲ့သဘောရှိတယ်ရှေ့ပိုင်းကဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်အဲ့ဒီလိုမြတ်စွာဘုရားကိုမြတ်စွာဘုရားကြွရောက်ပြီးတော့ယရဏသုတ်ကိုဟောပြီးတဲ့နောက်ပိုင်းမှာတော့ဝေသာလီပြည်မှာဘုရားဘာသာဥယျာဉ်တွေတိုးတက်လာများပြားလာတရားသူတရားမြတ်ရတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားရဲ့အဆုံးအမကိုခိုင်မာလိုက်နာတဲ့ပုဂ္ဂိုလ်တွေသောတာပန်သဂရဂံအနာဂံဆိုတာတွေပေါ်များလာခဲ့တယ်ပေါ့အဲ့ဒါနဲ့မြတ်စွာဘုရားကိုကြည်ညိုလို့ဘုရားကြွရင်သရင်သုံးဖို့လို့ဆိုပြီးတော့ဝေသာလီမြို့ရဲ့အနီးမှာတယံဇာတအာရောပိမသူ့ဟာသူပေါက်နေတဲ့တောအုပ်ကြီးတောမြိုင်ကြီးတစ်ခုရှိတယ်အဲ့ဒီတောမြိုင်ကြီးဟာကပိလဝမြို့နာကမဟာဝနလို့ဆိုရဲတောမြိုင်ကြီးနဲ့မတူဘူးသို့တော်ဒီနေရာမှာအထက်ကရာဒီနှစ်ဆောင်မှာအမှတ်မှားထားတာလဲမတူညီတဲ့အမှတ်မှားတာလဲရှိတယ်သို့တော်ဒီနေရာမှာတော့မဟာသမယသုတ်အရာပဲပြောလိုက်ဝေသာလီပြည်ဆိုတာဟိမွန်တာနဲ့မဆက်ဘူးသိကြတယ်ကပိလဝဆိုတာကတော့ဟိမွန်တာတောင်ခြေမှာရှိတယ်ဒါကြောင့်မို့မဟာဝနဆိုတာနှစ်ခုရှိတယ်မြတ်စွာဘုရားရဲ့ဇာတိဖြစ်တဲ့ကပိလဝမှာရှိတဲ့ကပိလဝအနီးမှာရှိတဲ့မဟာဝနမဟာသမယသုတ်နဲ့ဆက်ဆက်တဲ့မဟာဝနကသူလည်းပဲစိုက်ပျိုးထားတဲ့သစ်ပင်မဟုတ်ဘူးတယံဇာတသူ့ဟာသူအလိုလိုပေါက်နေတဲ့သစ်ပင်သို့တော့ဟိမွန်တာတောကြီးနဲ့ဆက်ပြီးတော့နေတယ်ဝေသာလီပြည်နာကမဟာဝနကတော့အလိုလျောက်ပေါက်တဲ့သစ်တောဖြစ်ပေမဲ့လို့ဟိမွန်တာနဲ့ဆက်ဆက်မှုမရှိဘူးအပိုင်းအခြားအကန့်အသတ်ရှိတယ်ဆိုတယ်အဲ့ဒီမဟာဝနထဲမှာမြတ်စွာဘုရားသခင်ကိုရောမြတ်သရင်သုံးဖို့လို့ဆိုပြီးတော့ထူးထူးခြားခြားပုံသဏ္ဍာန်ဒီဇိုင်းနဲ့ကုတာခါရတာလာဆိုတာကိုမြတ်စွာဘုရားသရင်သုံးတဲ့အဆောက်အဦဟာထူးထူးခြားခြားထိသွင်းပြီးတော့ဆောက်လုပ်ထားတာဖြစ်သောကြောင့်အဲ့ဒီကျောင်းတော်ကြီးတစ်ခုလုံးကိုပဲကုတာခါရတာလာဆုလစ်မွန်းချွန်အထွတ်တက်တဲ့ကျောင်းဆောင်ကြီးဒါကိုအကြောင်းပြုပြီးတော့ကုတာခါရတာလာကျောင်းတိုက်လို့ဒီလိုခေါ်လာမြတ်စွာဘုရားသခင်ကိုရမြတ်၅ဝါမြောက်မှာအဲ့ဒီမှာသရင်သုံးတယ်နော်၅ဝါကျမှစပြီးတော့သရင်သုံးစောစောပိုင်းကယရဏသုတ်တို့ဘာလို့ဟောတာဟာရှေ့ပိုင်းက၅ဝါမရောက်ခင်ဟောတာဒါဖြင့်၅ဝါမြောက်သရင်မသုံးခင်ဘာတွေထူးထူးခြားခြားရှိသလဲလို့ဆိုတော့အားလုံးသိကြတဲ့အတိုင်းမြတ်စွာဘုရားဖျားဖြစ်ပြီး2နှစ်လောက်နေမှကပိလဝမြို့ကိုကြွလာအဲ့ဒီရောက်တဲ့အခါမှာခမည်းတော်မင်းတရားကြီးကိုတရားဟောလို့နောက်ဆုံးခမည်းတော်မင်းတရားကြီးဟာအနာဂံထိအောင်ဖြစ်သွားတယ်မြတ်စွာဘုရားသက်တော်39နှစ်ထဲရောက်တဲ့အခါမှာခမည်းတော်ကြီးကအသက်တော်တော်ကြီးသွားပြီအသက်တော်တော်ကြီးတော့ဝေသာလီမြို့မှာဝါမဆိုခင်မြတ်စွာဘုရားကပိလဝကိုကြွတယ်ဘာဖြစ်လို့ကြွတော့ဆိုခမည်းတော်မင်းတရားကြီးဟာတက်တော်ကြီးလာပြီးတော့မကြမ်းမမာဖြစ်တာသို့တော့ခမည်းတော်မင်းတရားကြီးဟာအနာဂံဖြစ်နေပြီပေါ့အနာဂံဘဝနဲ့အဲ့မှာနေတယ်မြတ်စွာဘုရားရဲ့ဆွေတော်မျိုးတွေဒီမှာမမရရရှင်အနန္ဒာကလည်းမြတ်စွာဘုရားနဲ့ညီကိုဝမ်းခွဲတော်တာသူကတော့ဖွားဘက်တော်ဆိုတော့တက်တူရွယ်တူလို့ပြောဒီထဲမှာထင်ရှားတဲ့ညီကိုတူကတော့မဟာနာမလို့အနုရုဒ္ဓလို့မဟာနာမလို့ခေါ်တယ်မဟာနာမကျတော့ဒီဝိနည်းထက္ကရာမှာမဟာနာမနဲ့ပတ်သက်ပြီးတော့ပြောထားတာလေမဟာနာမဟာတက္ကရာခံပုဂ္ဂိုလ်ပဲတဲ့မြတ်စွာဘုရားနဲ့လပဲကြီးတယ်လို့မြတ်စွာဘုရားရဲ့အသက်လပဲကြီးတယ်ဒီလိုမှတ်ထားတာရှိတယ်ပေါ့မဟာနာမရဲ့ညီကအနုရုဒ္ဓလို့ခေါ်တယ်အဲ့ဒီအနုရုဒ္ဓကဒိဗ္ဗစက္ခုအရာမှာဣတရရတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ပဲ
သူကတော့မြတ်စွာဘုရားတဲ့ခုခေတ်အတွက်နဲ့တွက်မယ်ဆိုရင်တော့2 နှစ်လောက်ငယ်လိမ့်မယ်လို့တွက်ရမှာပေါ့သူ့ကိုယ်ကမဟာနာမအနုရုဒ္ဓကညီဆိုတော့မြတ်စွာဘုရားတဲ့2 နှစ်လောက်ငယ်လိမ့်မယ်အဲ့ဒီမှာသုတ္တရဏမင်းကြီးနဲ့ညီကိုအရင်တွေကပေါက်ဖွားတဲ့မဟာနာမတို့အနုရုဒ္ဓတို့အာနန္ဒာတို့ဒီလိုတိတ်တတို့ဆိုတာတွေကတိတ်တကတော့နာမည်တော်ကမွေးတာဖြစ်မြတ်စွာဘုရားရဲ့ဆွေတော်မျိုးတော်တွေအဲ့လိုရှိကြသုတ္တရဏမင်းကြီးအသက်အရွယ်ကြီးလာတဲ့အခါမှာတာဂဝေမင်းတွေကလည်းပဲအိုလီဂါကီစစ်စတန်လို့ဆိုတဲ့ကဏရာဇာစုပေါင်းပြီးတော့အုပ်ချုပ်တဲ့နိုင်ငံပဲသူကလည်းစုပေါင်းအုပ်ချုပ်တဲ့မင်းတွေဖြစ်တယ်တူးတဲ့မင်းလောက်တာမဟုတ်ဘူးအဲ့ဒီအချိန်မှာသုတ္တရဏမင်းကြီးအသက်အရွယ်ကြီးလာတဲ့အခါမှာအလှည့်ကျမင်းပြုတာဘယ်သူတုံးဆိုရင်ဗတ္တိယလို့ခေါ်တယ်မင်းဘဝနဲ့ပဲသူကလည်းယဟန်ဝတ်သွားတယ်ရှံအာနန္ဒာတို့ခိမိလာတို့ဘဂုတို့ဒေဝဒတ္တတို့ဒါတွေနဲ့အနုရုဒ္ဓါတို့နဲ့တူတူသင်္ကန်းဝတ်သွားတာတာဂဝေမင်းသား6 ယောက်ဆိုတာအဲ့ဒါဒီတဲ့စောပြီးဘာတွေဖြစ်သေးတုံလို့ဆိုတော့မြတ်စွာဘုရားဒီဝေသာလီပြည်ဝါမဆိုခင်ရှေ့ပိုင်းမှာဘာတွေဖြစ်ခဲ့သေးတုံဆိုကပိလဝတ်နဲ့ကောလိယတာကိယနဲ့ကောလိယဒီဆွေတွေမျိုးတွေပဲအမေဘက်ကအမျိုးနဲ့အဖေဘက်ကအမျိုးအဲ့ဒီလူမျိုး2 ခုရဲ့ကြားနိုင်ငံ2 ခု4ရဲ့ကြားမှာဒေသ2 ခုရဲ့ကြားမှာရောဟိနီဆိုတဲ့မြစ်ရှိတယ်အဲ့ဒီနှစ်ကြတော့မိုးခေါင်လို့မြစ်ရေကမလုံမလောက်ဖြစ်လာမလုံမလောက်ဖြစ်လာတဲ့အခါတာဂီဝင်တွေကလည်းသူတို့လဲတဲ့ရေသွင်းမှုရေလိုခြင်းတယ်ကောလိယတွေကလည်းရေလိုခြင်းတယ်ရေလိုခြင်းတဲ့အခါကျတော့ရေလူတာပေါ့သူယူမယ်ငါယူမယ်နဲ့လူလာရကနေနောက်ဆုံးမှာအလုသမားတွေကဖြစ်လာတဲ့ယံစားနောက်ဆုံးဒီတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေထိရောက်လာတော့နှစ်ဖက်ရောဟိနီမြစ်ရည်နဲ့ပတ်သက်ပြီးတော့ရေအငင်းပွားမှုကိုအကြောင်းပြုပြီးတော့စစ်ပြင်ပြီးတော့စစ်တိုက်တော့မဲ့အနေအထားတစ်ခုရောက်ခဲ့တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားလည်းပဲ39 38ဒီအရွယ်ပဲရှိသေးတာမြတ်စွာဘုရားကကြွရောက်ပြီးတော့မိမိရဲ့ဆွေတော်မျိုးတော်တွေမမှားရအောင်ဆိုပြီးတော့ကောင်းကင်ယံကကြွလာပြီးတဲ့အခါမှာဉာဏ်ဉာဏ်ရေးတရားကိုဟောခဲ့တယ်ဆိုတာကြားဖို့ရလိုက်ရေလူတာနဲ့ပတ်သက်ပြီးတော့တဦးနဲ့တဦးပြေပြေလဲလဲဆက်ဆံမှုမြတ်စွာဘုရားကသွားပြီးတော့ဖြန့်ပြေးပေးတဲ့အခါမှာပြေငိမ့်သွားတယ်ပြေငိမ့်သွားရုံနဲ့မကဘူးမြတ်စွာဘုရားရဲ့အချမ်းရံဖြစ်တာဂဝေတွေကလည်းပဲ250ကောလိယတွေကလည်း250မြတ်စွာဘုရားရဲ့နောက်ကအချမ်းရံဖြစ်ဆိုပြီးတော့မင်းသားတွေယဟန်ပြုစေကြတယ်အဲ့တော့တာကိယကောလိယဆွေတော်မျိုးတော်တွေတဲကယဟန်ပေါင်း900မြတ်စွာဘုရားနောက်ကလိုက်ပါကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေကိုအကြောင်းပြုပြီးတော့မဟာသမယသုတ်ဆိုတာဟောခဲ့တာလေမဟာသမယသုတ်ဆိုတာဖြစ်ခဲ့အဲ့တော့ယခုဒီလိုဆွေတွေမျိုးတွေရဲ့ရေအငင်းပွားတာကိုအကြောင်းပြုပြီးတော့စစ်ဖြစ်မဲ့ဘေးကိုဟန်တားပြီးတဲ့နောက်မှာမြတ်စွာဘုရားအခုတစ်ခေါက်ကပိလဝတ်မြို့နေကြောရယုံအကြောင်းကိုရောက်လာတာတော့ခမည်းတော်ကြီးမကြမ်းမမာလို့ရောက်လာတာတဲ့မကြမ်းမမာလို့ရောက်လာတဲ့အခါမှာခမည်းတော်ကြီးကိုအာဘိစကားပြောတရားတွေပါတွေဟောဟိုကလည်းအနာဂံကြီးပဲလေခမည်းတော်ကြီးကိုတရားဟောတဲ့အခါခမည်းတော်ကြီးဟာရာဇပလင်ထီးပြူအောက်မှာပဲယဟန္တာဖြစ်သွားတယ်လူ့ကြောင့်လည်းပဲယဟန္တာဖြစ်သွားအဲ့ဒီယဟန္တာဖြစ်တဲ့နေ့မှာပဲခမည်းတော်ကြီးဟာပြိဋိဘံစံသွားတယ်လူဝနဲ့နော်သုတ္တရဏမင်းတရားကြီးပြိဋိဘံစံသုတ္တရဏမင်းကြီးပြိဋိဘံစံသွားတယ်ဆိုတော့
ခမည်းတော်မင်းတရားကြီးမရှိတော့ဘူးဆိုတဲ့အခါမြတ်စွာဘုရားရဲ့မိတွေးဆိုတာအခုခေတ်အခေါ်နဲ့တစ်မျိုးဖြစ်နေတယ်နော်မိတွေးဆိုတာအဖေနောက်မိန်းမကိုခေါ်တာဖြစ်တယ်ဒီနေရာမှာမိတွေးဆိုတာပြောရင်အဖေနောက်မိန်းမလည်းဟုတ်တယ်သို့တော့မဟာပဇာပတိဂေါရမီကအဲ့ဒီမိတွေးမျိုးမဟုတ်ဘူးသူဆိုလိုတာကခုခေတ်ဆိုရင်တော့အန်တီလို့ခေါ်ကြမလားမသိပါဘူးနော်အတော်ပေါ့မေရမာယာရဲ့ညီမအရင်ဖြစ်လို့မေရမာယာကိုမိခင်အကြီးဟောဟာကတော့အမေငယ်ပေါ့နော်အမေငယ်ခုခေတ်ကလေးတွေတော့ဘယ်လိုခေါ်တယ်မသိဘူးအဖေကိုလည်းအဖေကြီးတဲ့အမေကိုလည်းအမေကြီးတဲ့သူ့မြအဖေလေးအမေလေးရှိသေးလားမသိဘူးအဲ့တော့ဒီမှာမိတွေးတော်လို့ဆိုတာကြတော့မာတု္ဆာမိတွေးတော်ဆိုတဲ့အသုံးကမြန်မာမှာမိတွေးဆိုတာအဓိပ္ပာယ်တစ်မျိုးဖြစ်တယ်ပေါ့မာတု္ဆာဆိုတဲ့စကားလုံးကအမေရဲ့ညင်မလို့ဒီလိုဆိုလိုတယ်အဓိပ္ပာယ်ရတယ်အတော်ဒီလိုခေါ်လိုတာပဲအဲ့တော့မိတွေးတော်ဂေါရိယဒီသုတ္တရဏမင်းတရားကြီးရှိနေတော့သူကပြုစုပေးနေရမှာပေါ့အဲ့ဒါလို့ပြုစုပေးနေရတော့သုတ္တရဏမင်းတရားကြီးလည်းနတ်ရွာဆန်သွားရောနတ်ရွာဆန်တာမဟုတ်ယဟန္တာဖြစ်ပြီးတော့ပြိဋိဘံဆန်သွားရောသူဒီနမ်းတော်ပေါ်မှာဘယ်နေခြင်းလဲရှိမလဲအဲ့တော့မြတ်စွာဘုရားရှိတဲ့အချိန်မှာသုတ္တရဏမင်းကြီးပြိဋိဘံဆန်သွားတဲ့အခါမှာနန်းတော်ပေါ်မှာသူမပြောလို့မြတ်စွာဘုရားရဲ့နောက်ဘုရားကိုလည်းအမြဲတမ်းချစ်တာကိုသူ့သားအရင်တောင်မှအထိန်တော်တွေနဲ့အပ်ထားပြီးတော့ဒီသိတ္တရမင်းသားလေးဘဝတုန်းကသူ့သားကနန္ဒမင်းသားကိုအထိန်နေနဲ့အပ်ထားပြီးသူတရက်နှစ်ရက်လောက်ပဲနောက်ကြတယ်ညီမနှစ်ယောက်တူတူဖွားတယ်လို့ပြောမှာပေါ့အဲ့ဒီမှာသိတ္တရမင်းသားလေးကိုသူကိုယ်တိုင်နိုးချိုတိုက်ကျွေးပြီးတော့မွေးလာခဲ့တာသူ့သားအရင်လိုပဲသူကခံစားအဲ့ဒီတန်ရောစင်နဲ့ပါမှာပေါ့သုတ္တရဏမင်းကြီးလည်းမရှိတော့ဘူးနန်းတော်ပေါ်မှာမနေကြတော့ဘူးအိမ်မှာမနေတော့ဘူးမနေကြတော့ခုနတုန်းကသင်္ကန်းဝတ်သွားကြတဲ့တာဂိဝေမင်းသား250ကောလိယမင်းသား250အလုံး900ရဲ့ဇနီးတွေကလည်းပဲအိမ်တော်ကြီးပြက်သွားတော့သူတို့လည်းပဲမိတွေးတော်ကြီးနဲ့ပူပေါင်းလိုက်ကြတယ်ပူပေါင်းပြီးတော့သာသနာပေါင်းဝင်ကြမယ်ဆိုပြီးတော့မြတ်စွာဘုရားကိုလျှောက်ကြတာဘေကုဏီဖြစ်သာသနာပေါင်းဝင်ခွင့်ပြုပါလို့လျှောက်တော့မြတ်စွာဘုရားကညင်းပယ်တယ်လက်မခံဘူးမဝင်ញင်ပါနဲ့သာသနာပေါင်းအမျိုးသမီးတွေမဝင်ញင်ပါနဲ့လို့3 ချိန်လျှောက်တော့လဲမြတ်စွာဘုရားလက်မခံဘူးခါခါတီးတီးညင်းပယ်လိုက်တော့မိတွေးတော်ကြီးကအတော်စိတ်ဆင်းရဲသွားတယ်တငုံငုံတယိုယိုနဲ့အဲ့ဒီမှာစိတ်တည်ဆင်းရဲနေတဲ့အချိန်မြတ်စွာဘုရားကလည်းကပိလဝမှာခိတ္တခဏပဲသတင်းသုံးပြီးတော့ဝါဆိုဖို့အချိန်နီးလို့ဆိုပြီးတော့ဝေသာလီပြည်ကိုကြွသွားတယ်9 ဝါမြောက်တက်တော်39နှစ်ဝေသာလီကိုကြွသွားပြီးတော့အဲ့ဒီမှာဝါဆိုတယ်မိတွေးတော်ဂေါရမီနဲ့မိဖုရား900တို့ဟာစိတ်ဆင်းရဲပြီးတော့နောက်တစ်ချိန်ထပ်ပြီးတော့ကြိုးစားအောင်မယ်ဆိုပြီးတော့မလုပ်ကြနိုင်ရင်မော်တက်သပင်တွေဖြတ်နော်ကိုကဂရုံတုံးအလုံးကရုံတုံးညပြီးတဲ့အခါဖန်ရည်စွန်းတဲ့ဝတ်တွေဝတ်ပြီးတော့မြတ်စွာဘုရားနောက်ကလိုက်ကြမယ်ဆိုပြီးတော့900တိုင်ပင်ညှိနှိုင်းပြီးတော့ဘေကုဏီမယ်တွေလှုပ်ပြီးတော့လိုက်သွားကြပြန်နော်ပင်ပန်းပန်းလိုက်သွားတာသူတို့မျိုးသူတို့နယ်ပယ်ထဲမှာဆိုရင်တာကိယတို့ကောလိယတို့ကလိုက်ပြီးတော့စောင့်ရှောက်ပေးကြတယ်ပေါ့သူများနယ်ထဲရောက်တဲ့အခါကျတော့သူတို့ကလိုက်ပြီးမစောင့်ရှောက်နိုင်ကြ
အဲ့တော့မိတွေးတော်တို့900ဟာမြတ်စွာဘုရားသတင်းသုံးတဲ့ဝိဇ္ဇိတိုင်းဒေသဝေသာလီပြည်ဘက်ကိုခရီးထွက်လာခဲ့ကြတာဘယ်တော့မှပိန်ပင်ပန်းပန်းကုန်းကြောင်သွားဘူးတာမဟုတ်ဘူးခြေထောက်တွေကိုဖူးလို့ရောင်လို့ခြေထောက်တွေပေါက်လို့နော်ကုန်းကြောင်လျှောက်ပြီးတော့သွားကြပိန်ပင်ပန်းပန်းဆင်းဆင်းရဲရဲနွမ်းနန်းနယ်နယ်နဲ့ကြမ်းတမ်းတဲ့လမ်းပေါ်မှာလမ်းလျှောက်ပြီးတော့သွားလိုက်ကြဝေသာလီပြည်ရောက်ရောမဟာဝုံတော်တဲ့ကကုတကာရတာလာကျောင်းတကားဝနာမှာအတွင်းလည်းမဝင်ရဲဘူးအပြစ်မှာပဲညှို့ငယ်တဲ့အသွင်နေနဲ့ပင်ပန်းဆင်းရဲစွာအဲ့ဒီမှာနေကြရန်နာနေကြခြေထောက်တွေလည်းပေါက်ကွဲလို့နော်အဲ့ဒီအချိန်မှာရှင်အနန္ဒာကအညောင်းမြေလမ်းလျှောက်ရင်ကနေတကားပေါက်နာရောက်သွားတဲ့အခါအမှတ်မထင်ဘိက္ခုနီအဝတ်တွေနဲ့ဝတ်ထားတဲ့ရသိတ်လိုပရပိုက်လိုမျိုးသမီးတွေကိုတွေ့တဲ့အခါမှာအနားရောက်တော့မှမိရွေးတော်ကြီးတို့ဖြစ်နေတာအဲ့တော့ရှင်အနန္ဒာသောတပန်ဆိုတော့အံ့ဩထိတ်လန့်သွားတာပေါ့ဘာများဖြစ်လာကြပါလိမ့်ပေါ့တိုင်းရေးပြည်မသားမယာလို့လားတခြားတိုင်းပြည်တွေကနေကျူးကျော်တိုက်ခိုက်လို့ထွက်ပြေးလာကြရတာလားဆိုတာတွေစိုးရိမ်စိတ်တွေနဲ့မေးတဲ့အခါကျတော့မိရွေးတော်ကြီးကဥဆောင်ပြီးတော့လျှောက်တယ်သားတော်ဖရာစီသူခွင့်တောင်းတယ်လုံးဝခွင့်မပြုဘူးငြင်းဆန်တယ်ဒါကြောင့်မို့လို့မရမနေဒုတိယတစ်ကြိမ်ကြိုးစားဖို့အတွက်ခုလိုက်လာတဲ့ဆိုတဲ့အကြောင်းအဲ့ဒီလိုငုံငုံယိုယိုနဲ့ရှင်အနန္ဒာကိုပြောပြတဲ့အခါရှင်အနန္ဒာကလည်းအမတန်မှသနာထတယ်လေသူလျှောက်ပေးပါမယ်ဒီနားမှာခဏနေကြပါအောင်ဆိုပြီးတော့သူတို့အဲ့နားမှာအပန်းဖြေနားနေခိုင်းပြီးတော့မြတ်စွာဘုရားစီလျှောက်သွားပြီးလျှောက်တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားရဲ့အလုတ်ကျွေးမဟုတ်သေးဘူးရှင်အနန္ဒာဒါကြောင့်မို့လို့တဲ့တူတယ်နောက်ပိုင်းကျတော့သူကအခွင့်အရေးလေးတွေတောင်းထားတယ်မြတ်စွာဘုရားဒါကိုဆုရှိပါလို့ခေါ်တာပေါ့နော်အဲ့တော့မြတ်စွာဘုရားနဲ့အလွန်ရင်းနှီးတာကိုညီကိုချင်းလည်းဖြစ်တော့အလွန်ရင်းနှီးတဲ့ပုဂ္ဂိုလ်ယမယံခါမြတ်စွာဘုရားကိုဝကြိုးငယ်လှုပ်တယ်ဘုရားကလည်းငယ်သေးတာအဲ့တော့အဲ့ဒီချိန်မှာဘုရားကိုသွားလျှောက်တယ်လျှောက်တော့မြတ်စွာဘုရားကအာနန္ဒာမင်းစိတ်မဝင်စားပါနဲ့မသင့်တော်ပါဘူးဆိုပြီးညင်းတယ်ညင်းတာမှဒုတိယအကြိမ်လျှောက်ညင်းတယ်တတိယအကြိမ်လျှောက်လည်းညင်းလိုက်တယ်အဲ့တော့ရှင်အနန္ဒာကစဉ်းစားတယ်ပေါ့လေတခြားနည်းနဲ့ငါလှည့်ပြီးတော့လျှောက်ကြည့်အောင်ဇွဲကောင်းတယ်စကားဆိုတာအသုံးအနှုန်းတစ်ခုတည်းဆိုလို့ရှိရင်အဖြေမထွက်နိုင်ရှင်အနန္ဒာလျှောက်တာကဘာပြောတော့မိရွေးတော်ကြီးဟာရှင်ဘုရားပေါ်မှာသိကျေးဇူးများပါတယ်အခုမိရွေးတော်ကြီးဟာဖူးရောင်နေတဲ့ခြေထောက်တွေနဲ့ပင်ပင်ပန်းပန်းတစ်ကိုယ်လုံးဖုံနေနဲ့ငုံငုံယိုယိုနဲ့တာကွေမင်းသမီး900နဲ့ဒီကျောင်းပေါက်ရောက်နေတယ်မြတ်စွာဘုရားမိရွေးတော်ကိုဘိက္ခုနီဖြစ်ခွင့်ပြုတော်မူလိုက်ပါမြတ်စွာဘုရားညင်းတာအဲ့ဒီလျှောက်တာကိုလက်မခံဟိုတုန်းကလည်းမိရွေးတော်ကြီးကဒီလိုလျှောက်တာလက်မခံခဲ့ဘူးအခုရှင်အနန္ဒာကစဉ်းစားတယ်တခြားနည်းနဲ့ငါလျှောက်အောင်မယ်ဆိုပြီးရှင်ဘုရားတဲ့အမျိုးသမီးတွေအခုဓမ္မဝိနည်းဆိုတဲ့အရှင်ဘုရားရဲ့သာသနာတော်ထဲမှာဘိက္ခုနီအဖြစ်ဝင်ရောက်လို့ရှိရင်သောတာပန်သဂရဂံအနာဂံယဟန္တာဆိုတာဖြစ်နိုင်ပါသလားအဲ့လိုပြီးတော့မြတ်စွာဘုရားကဖြစ်နိုင်တယ်တဲ့ဆိုအရှင်ဘုရားတဲ့ဖြစ်နိုင်တယ်ဆိုလို့ရှိရင်တဲ့မိရွေးတော်ကြီးဟာအရှင်ဘုရားနိုးကြိုတိုက်ကျွေးပြီးတော့ရှင်ဘုရားရဲ့မေတော်ကြီးနတ်ရဆံကံတော်ကုံသွားတဲ့အခါမှာဒီမိရွေးတော်ကြီးကအရှင်ဘုရားကိုကျွေးမွေးဆောင်ရှောက်လာခဲ့တာသူ့ရဲ့ခြေဆုတရားတွေကိုငဲ့ပြီးတော့ဘိက္ခုနီဖြစ်ခွင့်ပေးပါလို့ဟောအလျှောက်ကောင်းတဲ့အခါကျတော့မြတ်စွာဘုရားညင်းလို့မရတော့နော်သူကတစ်ဖက်ကဝန်ခံမိသားဖြစ်သွားတယ်အမျိုးသမီးတွေသာသနာပေါင်းဝင်ရင်ဆိုတာစကားတစ်ခုထည့်တာသောတပတ္တိမေသဂရဂမိမေသောတပတ္တိဖလသဂရဂမိဖလအနာဂမိဖလရတ္တဖလဆိုတဲ့တရားတို့တရားမြတ်တွေရနိုင်သလားလို့မရနိုင်ဘူးဆိုရင်တော့ခွင့်ပြုလို့မရဘူးလေ
အရေးကြီးတာတွေရနိုင်တယ်ဖြစ်နိုင်တယ်လို့လည်းသိလိုက်အောင်ဒါဆိုရင်မိတွေတော်ကြီးကိုခွင့်ပြုလိုက်ပါဗျာလို့ဆိုတော့အဲ့ဒီအချိန်ကျတော့မြတ်စွာဘုရားမငင်းတော့ဘူးမငင်းမိမဲ့လွယ်လွယ်ကူကူတော့ခွင့်ပေးလိုက်တာတော့မဟုတ်ဘူးအာနန္ဒာတဲ့မိတွေတော်ကြီးငါချမှတ်တဲ့စီကံရှင်းချက်ကိုလက်ခံမယ်ဆိုရင်တော့သူရဟန်းမဘိက္ခုနီဖြစ်ငါအတိမတ်ပြုမယ်လို့သူချမှတ်လိုက်တဲ့တမ္မဏိစီမင်းလို့ပြောရမှာပေါ့ဂရုဓမ္မဒီတမ္မဏိစီမင်းလို့ခေါ်တဲ့အမျိုးသမီးဘိက္ခုနီတွေမလိုက်နိုင်ရင်မနေရလုံးဝလိုက်နိုင်ရမယ်ဒီစီကံရှင်းချက်ကိုလိုက်နာမယ်ဆိုရင်တော့ဒီလိုက်နာခြင်းဒီပဲလင်သူ့ဖို့ဘိက္ခုနီအဖြစ်ငါအတိမတ်ပြုမယ်လို့ဆိုပြီးတော့မြတ်စွာဘုရားကစီမင်းရှစ်ချက်ရှင်အာနန္ဒာကိုဟောပြတယ်အမျိုးသမီးဟာဘိက္ခုနီမှာဖြစ်လို့ယဟန်ဝါ100ပဲရပါစေအမျိုးသားဒီကနေ့မှယဟန်ပြုလာတဲ့အမျိုးသားကိုအယုသိပေးရမယ်ဆိုတာတစ်ချက်ဒီစိတ်ကနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့တီဟိုနေတော့ကဂျမန်အမျိုးသမီးကြီးတယောက်ကမချေမနှက်လာပြီးတော့မေးဘူးတဲ့တရားနဲ့ပတ်သက်မြတ်စွာဘုရားကအမျိုးသမီးတွေကိုနှိမ်နာတဲ့တာမတရားဘူးတဲ့မြတ်စွာဘုရားပေါ်မှာကျေနပ်ဘူးတဲ့ဒီစိတ်ကံကိုထုတ်တာမကျေနပ်ဘူးတဲ့ဘယ်နဲ့အကြီးငယ်ဓာတုအခွင့်အရေးဒီကြီးတဲ့ပုဂ္ဂိုလ်ငယ်တဲ့ပုဂ္ဂိုလ်လေးစားမှာပေါ့တဲ့အခုတော့အမျိုးသမီးဘိက္ခုနီကဝါတရားပဲရပါစေခဏမှဝတ်လာတဲ့အမျိုးသားယဟန်တော်ကိုယူသိပေးရမယ်ဆိုတာဒါမတရားဘူးလို့သူ့အမြင်နဲ့ဒီလိုပြောတော့အဲ့ဒါကိုဘုန်းကြီးကဒါဒီလိုရှိပါတယ်လို့ဝိနည်းစည်းကမ်းဆိုတာအမှန်တရားမဟုတ်ဘူး concept လို့ခေါ်တယ်အယူဆတစ်ခုပဲ society တစ်ခုမှာလိုအပ်လို့ဥပဒေဆိုတာလောက်ကြတယ်ဥပဒေဆိုတာအမှန်တရားမဟုတ်ဘူးအမှန်တရားမဟုတ်သည့်အတွက်ကြောင့်အခါအားလျော်ဆိုတာဥပဒေဆိုတာပယ်ဖျက်ကြ abolish လုပ်တယ် amendment လုပ်တယ်ပြင်တယ်ဥပဒေဆိုတာပြင်လို့ရတယ်ပယ်ဖျက်လို့ရတယ်အမှန်တရားဆိုတာပြင်လို့မရဘူးပယ်ဖျက်လို့မရဘူးဥပဒေဟာအမှန်တရားမဟုတ်ဘူးအဲ့တော့မင်းစဉ်းစားကြည့်လို့ဂေါရမဘုရားပွင့်တဲ့အချိန်ဒီ historical background ကိုလှမ်းကြည့်လိုက်အိန္ဒိယနိုင်ငံမှာဘယ်လိုအယူဆတွေလွှမ်းမိုးနေတယ်လဲဆိုတာလှမ်းကြည့်တဲ့အခါမှာအိန္ဒိယနိုင်ငံတနိုင်ငံလုံးဟာအမျိုးသမီးတွေကိုဦးစားမပေးတဲ့အနေအထားမျိုးရှိတယ်ရှေ့တန်းမလုံးဝမတင်တာအဲ့ဒီ society ထဲမှာမြတ်စွာဘုရားဖျားဖြစ်သူရောက်တာလို့ရောက်တော့အကယ်၍သာမြတ်စွာဘုရားကအမျိုးသမီးအမျိုးသားထေစဉ်ဝါလိုက်အယုသိပေးရမယ်ဆိုရင်မလိုအပ်ဘဲနဲ့ပြဿနာတွေဟာတက်လာမှာလို့သူတို့အတိုင်းဝိုင်းတွေကြားထဲမှာခဏတောင်မှပဲအိန္ဒိယနိုင်ငံဟာစက်နဲ့ပတ်သက်လာလို့ရှိရင်အထိမခံနော်ပြဿနာတက်တုံးပဲခဏထိဟိုခေတ်ကဆိုရင်ပိုပြင်းထန်တာပေါ့အုံကြွကြွနဲ့ပြဿနာတက်မယ်အဲ့ဒီပြဿနာမတက်အောင်မြတ်စွာဘုရားကဒါလှုပ်ထားတာလို့နှိမ်နာမဟုတ်ဘူးလို့တစ်ဖက်ကငါပြောမယ်လို့အမျိုးသမီးတွေကိုမြတ်စွာဘုရားကအခွင့်အရေးမပေးကြလို့နှိမ်နာမဟုတ်ဘူးလို့ရှင်သာရိပုတ္တရာအခွင့်အရေးမျိုးကိုခေမဘိက္ခုနီကိုပေးထားတယ်ရှင်မောက္ကလံအဆင့်မျိုးကိုဥပ္ပလဝဏကိုပေးထားတယ်လက်ဝဲရလက်ရရဣတရက်ဝယ်တွေပေးတယ်အမျိုးသားတွေရရှိနိုင်တဲ့ရတ္တဖို့အမျိုးသမီးတွေလည်းရရှိနိုင်အမျိုးသားရဲ့ရတ္တဖို့အမျိုးသမီးရဲ့ရတ္တဖို့အမျိုးသားရတဲ့နိဗ္ဗာန်အမျိုးသမီးရတဲ့နိဗ္ဗာန်ခွဲခြားမှုမရှိဘူးလို့အဲ့ဒီအဆင့်အခုကအောက်ခြေအဆင့်မှသာခွဲတာဒါက society နဲ့ဆိုင်တယ်တရားဓမ္မနဲ့မဆိုင်ဘူးလို့မင်းတို့နိုင်ငံမှာကြည်ပေါ်လို့ဟစ်တလာခေတ်ကဥပဒေတွေခဏအထိခဏမှာဘယ်လိုနေမလဲလို့ဟစ်တလာခေတ်ကနာဇီဆိုတာ nationalism ပဲဂျာမန်အမျိုးသားကြီးဝါဒလိုက်နာပြီးတော့ဂျန်တဲ့လူမျိုးတွေကိုနှိပ်ကွက်တဲ့ဝါဒတစ်ချိန်လုံးကလောက်တာပဲလို့အဲ့တော့
ဒီဥပဒေဆိုတာခေတ်အလိုက် society ကလိုအပ်လို့လုပ်တဲ့ဥပဒေတွေကြီးပဲခဏဒီခေတ်ဒီစည်းကမ်းရှိသေးလားမရှိတော့ဘူးလို့အဲ့ဒါလိုပဲဥပဒေဆိုတာခေတ်ပြောင်းရင်လည်းပြောင်းသွားတာမြတ်စွာဘုရားကလုံးဝမပြောင်းတဲ့အမှန်တရားကတော့ဘာလဲလို့ဆိုရင်အမျိုးသားတွေရတ္တမေရတ္တဖို့ရတယ်လို့အမျိုးသမီးတွေလည်းရနိုင်တယ်ဆိုရယ်ထူးခြားတဲ့တရားဓမ္မအပေါ်မှာတော့မြတ်စွာဘုရားခွဲခြားထားတာလုံးဝမရှိဘူးဒါဆိုဆိုင်ဒီတဲ့မဆိုင်ဘူးလို့ဆိုတော့ဒီလိုဆိုရင်လည်းဟုတ်ပါတယ်လို့သူကျေနပ်သွားတယ်အဲ့တော့ဒီဥပဒေကိုမြတ်စွာဘုရားကရှင်းဥစွာထုတ်လိုက်တယ်သူကဝါတရားရတဲ့မျိုးသမီးဘိက္ခုနီမသည်ဒီကနေ့မှယဟန်ဖြစ်လာတဲ့ယဟန်ကိုလေးစားနိုင်မလားလေးစားနိုင်ရင်တော့ခွင့်ပြုမယ်ဒီအဓိပ္ပာယ်ပဲเนาะယုသိပေးနိုင်မလားအယုသိပေးခြင်းဆိုတဲ့ဒီစီမင်းကိုတဲ့အသက်ထက်ဆုံးမလွန်ကျူးရဘူးလေလိုက်နိုင်ရမယ်အခုတခဏတည်းမဟုတ်ဘူးအသက်ထက်ဆုံးလိုက်နိုင်ရမယ်ယာဝစီဝံအနတ္တိကမနိယလို့ရှင်အနန္ဒကိုဟောတယ်ဘယ်နည်းနဲ့မှဒီစည်းကမ်းကိုမဖောက်ဖျက်ရဘူးနောက်နံပါတ်2ကအမျိုးသမီးဘိက္ခုနီတွေဟာအမျိုးသားယဟန်တော်တွေမရှိတဲ့နေရာမှာဝါမဆိုရဘူးအမျိုးသမီးဆိုတာအန္တရာယ်တွေများတယ်လေနောက်ပိုင်းမှာဒီဘိက္ခုနီတွေပေါ်လာပြီးတဲ့နောက်မှာပဲဝိနည်းကျမ်းဂန်ထဲမှာဆိုရင်အန္တရာယ်တွေအမျိုးမျိုးကြုံရှာကြတယ်အမျိုးသမီးတွေလုံခြုံမှုမရှိဘူးဒါမို့အမျိုးသားတွေရဲ့စောင့်ထိန်မှုအောက်မှာထားတယ်နော်အန္တရာယ်လုံခြုံမှုအတွက်အမျိုးသားဘိက္ခုနီဘိက္ခုယဟန်တွေမရှိတဲ့နေရာမှာဝါမဆိုရဘူးဆိုတာလေဒီစည်းကမ်းကိုလည်းပဲတစ်သက်လုံးမဖောက်ဖျက်ရဘူးလိုက်နိုင်ရမယ်တလ2ကြိမ်အမျိုးသားယဟန်တော်တွေစီကိုဥပုံတွေကိုမေးလျောက်ခြင်းဩဝါဒခံယူခြင်းဆိုတဲ့ဒီအလုံးနှစ်ခုကိုမပြတ်မကွက်လုပ်ရမယ်ဒါလည်းပဲလုံးဝဖောက်ဖျက်ခွင့်မရှိဘူးတဲ့နောက်တစ်ခုကဝါကျွတ်ပြီဆိုလို့ရှိရင်ဘိက္ခုတန်ဃာတွေစီမှာလဲပဝါရဏပြုရမယ်နော်တောင်းဆိုရမယ်ဆုံးမပါလို့ဘိက္ခုနီတွေစီမှာလဲပဲတောင်းဆိုရမယ်ဆုံးမပါလို့အပြစ်မြင်ပြောပါလို့ဒီလိုဖိတ်ကြားမှုနှမျိုးဥပဒေတန်ဃာဘိက္ခုဘိက္ခုနီတန်ဃာမှာလောက်ရမယ်ဒါလည်းမပြတ်မကွက်လိုက်နိုင်ရမယ်လို့ဒီစည်းကမ်းချက်တွေထုတ်တယ်နောက်တစ်ခုကတန်ဃာတွေအဘကျွလွန်ဖောက်ပြက်လာလို့ရှိရင်ကျင့်နှက်လောက်သည့်အထိဒီ15ရက်တိတိအများကျင့်နှက်လောက်တဲ့ဓာန်ထမ်းမှုမာနကျင့်တယ်လို့ခေါ်တယ်ဓာန်အနေနဲ့ကျင့်နှက်လောက်သည့်အထိဓာန်ထမ်းရမယ်နောက်တစ်ခုကတော့2နှစ်တိတိသိက္ခာပုဒ်6ခုမှာမပြတ်မကွက်စောင့်ရှောက်ထားတဲ့အမျိုးသမီးတွေဘိက္ခုနီမှာလောင်းနေကိုရှာဖွေပြီးတော့ဘိက္ခုနီဝတ်ပေးရမယ်ဆိုတဲ့စည်းကမ်းချက်လည်းရှိတယ်ဒီမှာစဉ်းစားကြည့်မယ်ဆိုရင်2နှစ်မပြတ်မကွက်သိက္ခာပုဒ်6ခုဆိုတာပါဏာတိပါဒတို့အာဒိနာဒါနတို့အဗျမစရိယာတို့၅ပါးတိလအပြင်မှာဝိကာလဘောဇနာဆိုတာတခုထည့်ပြီးတော့6ခုအဲ့ဒီ6ခုကို2နှစ်တိတိအပြက်ကွက်မရှိကျင့်ကြံကြိုးအားထုတ်ထားတဲ့လေးလေးစားစားလိုက်နာတဲ့သိက္ခမံဆိုတဲ့ဘိက္ခုနီလောင်းတွေကိုနော်ရဟန်းခံပေးဖို့လုပ်ရမယ်လို့ဒါကိုလည်းမြတ်စွာဘုရားချမှတ်ထားခဲ့တယ်ပေါ့နောက်တစ်ခုကတော့ဘယ်နည်းနဲ့မှအမျိုးသားယဟန်တော်တွေကိုမဆဲရဘူးဒါလည်းလုံးဝလိုက်နာရမယ်နောက်တစ်ခုကတော့ဘာလို့ဆိုဒီကနေ့ကစပြီးတော့တဲ့အမျိုးသမီးတွေကအမျိုးသားတွေပေါ်မှာအမျိုးသားယဟန်တွေပေါ်မှာဆုံးမဩဝါဒပေးခွင့်ပိတ်တယ်အမျိုးသားယဟန်တော်တွေကအမျိုးသမီးဘိက္ခုနီမတွေကိုဆုံးမဩဝါဒပေးရမယ်ဒါအဲ့ဒီခေတ်ကဒီကနေ့ခေတ်နဲ့ကြည့်မယ်ဆိုရင်တော့တစ်ဖက်ဆောင်းနှင်းလှုပ်ထားတယ်လို့ထင်ကောင်းထင်ကြမှာပဲခေတ်ချင်းကမတူတော့ဘူးလေအဲ့ဒီခေတ်မှာဒီလိုစည်းကမ်းတွေချမှတ်ပေးထားတာဟာဘိက္ခုဆိုတဲ့အမျိုးသားတွေရဲ့ပြဿနာလည်းရှိတယ်ပေါ့ပတ်ဝန်းကျင်လူတွေရဲ့ society ပြဿနာတွေလည်းရှိတယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားမဖြစ်မနေဒီစည်းကမ်း8ချက်မပြတ်မကွက်လိုက်နာမယ်လို့ဝန်ခံဂတိပြုလို့ရှိရင်
မိရွေးတော်ကြီးကိုငါဘိက္ခုနီဖြစ်သိမှတ်ပြုမယ်ဒီလိုလဲမိတ်လိုက်ရောရှင်အနန္ဒာကမှတ်ယူသွားပြီးတော့စောင့်စားနေတဲ့မိရွေးတော်ကြီးစီသွားပြီးတော့ဒီရှစ်ချက်ကိုအသေးစိတ်ရှင်းပြပြီးဒါတွေကိုမပြတ်မကွက်လိုက်နိုင်မယ်ဆိုလို့ရှိရင်တဲ့ဘိက္ခုနီဖြစ်အတိမပြုတ်မယ်လို့မြတ်စွာဘုရားကဒီလိုမိတ်ရှိပါတယ်လို့ဆိုတော့မိရွေးတော်ကြီးကအင်မတန်လှပတဲ့ကြာပန်းကြီးကိုပေးမယ်ကိုယ်ကလည်းရေမိုးချိုးဖီလိန်ပြင်ဆင်ထားတယ်ဆိုအဲ့ဒီလှပတဲ့ကြာပန်းကြီးကိုခေါင်းပေါ်မှာပန်ပြီးတော့ကိုတလေးတစားခေါင်းပေါ်မှာပန်ထားတယ်လို့ပဲမြတ်စွာဘုရားချမှတ်လိုက်တဲ့ဒီတမ္ပဏိစည်းကမ်းကြီးရှစ်ချက်ကိုတယုတတိအသက်ထဆုံးသူလိုက်နာပါမယ်လို့ဂရိပြုလိုက်တာဂရိပြုလိုက်တဲ့အခါမှာရှင်အနန္ဒာကပြန်ပြီးတော့လျှောက်တယ်မိရွေးတော်ကြီးကဂရိပြုပါတယ်တဲ့ဂရိပြုတယ်မှတကယ့်ကိုစိတ်ပါလက်ပါရေမိုးချိုဖီးလိန်ပြင်ဆင်ထားတဲ့အမျိုးသားအမျိုးသမီးဟာလှပတဲ့ကြာပန်းကြီးရရင်ခေါင်းပေါ်မှာတင်ပြီးတော့ပန်ဆင်ထားတယ်လို့ပဲမြတ်စွာဘုရားရဲ့စည်းကမ်းဥပဒေတွေကိုသူတယုတတိလိုက်နာပါမယ်လို့မိရွေးတော်ကြီးလက်ခံလိုက်ပါတယ်လို့ဆိုတော့မြတ်စွာဘုရားကဒါဟာမိရွေးတော်ကြီးရဲ့ဘိက္ခုနီဖြစ်မှုပဲလို့ခွင့်ပြုလိုက်တာမိရွေးတော်ဟာအဲ့ဒီအချိန်မှာဘိက္ခုနီဖြစ်သွားတယ်နော်ဘိက္ခုနီဝတ်တယ်ဆိုတာကြည့်လေရှင်ကွန်းတေညာတော်ကမြတ်စွာဘုရားဘယ်လိုခွင့်ပြုခဲ့တော့ဆိုအေဟိဘိက္ခုယဟန်လာခဲ့သွားခါတော်ဓမ္မောငါဟောထားတဲ့တရားဟာစိတ်ချရတယ်မှန်ကန်ဟောထားတာဖြစ်တယ်စရဗျမစရိယံသမ္မာဒုက္ခတအန္တကရိယာယမှန်ကန်သောနိလန်းဖြင့်ဆင်းရဲဒုက္ခအဆုံးသတ်ဖို့မြတ်သောအကျင့်ကိုကျင့်ပါလို့ဟောအေဟိဘိက္ခုဆိုတာခေါ်လိုက်တာခေါ်သွင်းလိုက်တာလက်ခံလိုက်တာယဟန်ဖြစ်ခြင်းပါတယ်ဆိုတဲ့ရှင်ကွန်းတေညကိုလာခဲ့လို့ခေါ်လိုက်တယ်သွားခါတော့ဓမ္မောငါဟောတဲ့တရားဟာအမှားမရှိဘူးမှန်ကန်ဟောတယ်လို့ဆိုတာဂရန်တီပေးလိုက်တာစရဗျမစရိယံသမ္မာဒုက္ခတအန္တကိရိယာယဆိုလုပ်ရမယ့်လုပ်ငန်းတစ်ခုကိုအချင်းချုပ်ခေါ်လိုက်တာပဲရည်ရွယ်ချက်နဲ့တကွာအဲ့ဒါဒီပင်နဲ့ရှင်ကွန်းတေညယဟန်ဖြစ်ခဲ့တာပဲဒီလိုဆိုတာအေဟိဘိက္ခုယဟန်လို့ခေါ်တယ်မိရွေးတော်ဂေါရမီကြီးကြတော့ဒီဂရုဒံဆိုတဲ့စီမင်းရှစ်ချက်ကိုလက်ခံလိုက်တာနဲ့ပဲဘိက္ခုနီဖြစ်တယ်ဆိုအထဂရုဓမ္မပဋိက္ခဟဏဥပတံပရာလို့ခေါ်တယ်နော်ဒါမိရွေးတော်ကြီးတူးတဲ့ပဲဒီနည်းနဲ့ပဲဘိက္ခုနီဖြစ်ခွင့်ပြုလိုက်တာနောက်ဒါဖြင့်ကျန်တဲ့ဘိက္ခုနီမ900ကျန်တဲ့တာကွေမင်းသမီး900ကျတော့ဘယ်လိုလုပ်တုံးဆိုတော့ယဟန်တွေစီမှာဒီယဟန်တွေစီမှာဥပတောဧကတောဥပတံပနာလို့ဆိုတဲ့ယဟန်တွေကအတိမတ်ပြုပေးတဲ့ဘိက္ခုတန်ဃာကအတိမတ်ပြုလိုက်တဲ့ဘိက္ခုနီတွေဖြစ်လာတယ်သူတို့ကြောင့်အဲ့တော့မိရွေးတော်ကြီးကတော့ဂရုဒံ10ပါးကိုလက်ခံလိုက်တာနဲ့ဘိက္ခုနီဖြစ်တယ်သူ့နောက်ကလိုက်လာတဲ့အမျိုးသမီး900မင်းသမီး900ကတော့ယဟန်တော်တွေကနေပြီးတော့ဥပတံပနာလို့ဆိုတဲ့ဒီကံနဲ့ထုံတန်းစင်လာရယဟန်ခံပေးလို့သူတို့ကယဟန်ဖြစ်ကြတယ်ဧကတောဥပတံပနာဘိက္ခုနီဖြစ်တယ်အဲ့ဒီကိစ္စကနောင်ကြတော့ပြဿနာတက်သေးတယ်ဘယ်လိုပြဿနာတက်တုံဆိုကျန်တဲ့ဘိက္ခုနီမတွေကသူတို့ကစနစ်တကျသူတို့ကိုယဟန်ခံပေးတာတဲ့ယဟန်လို့အတိမတ်ပြုတာသူတို့ကသာတရားဝင်မိရွေးတော်ကြီးကတရားဝင်မဟုတ်ဘူးဆိုတဲ့အပြောတွေနောက်ခံရပြန်နော်ပြောခံရလို့မြတ်စွာဘုရားကပြန်ရှင်းပြဂရုဒံ10ပါးလက်ခံခြင်းဒီပင်မိရွေးတော်အတွက်ယဟန်ပဲအဲ့တော့မိရွေးတော်ရဲ့ဥပိ္ပဇေဆရာဆိုတာငါကိုယ်တိုင်ပဲလို့နောက်ကြတော့ရှင်းပြပြဿနာတက်သေးတယ်ဒီပြဿနာမတူလို့ပြဿနာတက်တာအဲ့ဒါဟာမြတ်စွာဘုရားဝေသာလိပြည်9 ဝါမြောက်သက်တော်39နှစ်အရွယ်မှာကြည့်ဘုရားကိုကိုးကွယ်ယုံကြည်ကြတဲ့တပည့်တာဝကတွေနဲ့ပတ်သက်တဲ့စီမံဆောင်ရွက်မှုအကျိုးစီးပွားကိုလိုလားတဲ့အနေနဲ့စီမံဆောင်ရွက်အဲ့ဒီလိုစီမံဆောင်ရွက်တဲ့အခါမှာလောကမှာလည်းကဲ့ရဲ့ပြစ်တင်မှုမရှိရအောင်တန်တရားမှာလည်းပဲကောင်းကျိုးချမ်းသာတွေရအောင်လို့နှစ်ဖက်နှစ်ဝအကျိုးရှိအောင်မြတ်စွာဘုရားဟာဆင်ញင်သုံးသပ်ပြီးတော့မှဆုံးဖြတ်လုပ်ကင်ခဲ့တာဖြစ်တယ်
အဲ့ဒါကြောင့်မို့လို့ဘေကုဏီတွေမှာလည်းပဲအကျိုးကျေးဇူးတွေရလို့ပတ်ဝန်းကျင် society ကြီးမှာလည်းပဲဒါတွေနဲ့ပတ်သက်ပြီးမကြေမနပ်ဆိုတာမျိုးတွေမဖြစ်တော့ဘဲနဲ့ငြိမ်းချမ်းချမ်းချမ်းနဲ့တရားဓမ္မကိုကျင့်နိုင်တဲ့အနေအထားမျိုးတွေကိုရတယ်လို့ဒီလိုဆိုလိုတာပေါ့ဒါက9ဝါမြောက်မြတ်စွာဘုရားသခင်ကိုရောမြတ်ဝေသာလိမှာသတင်းသုံးတဲ့အချိန်မှာထူးခြားတဲ့ဖြစ်ပျက်မှုတစ်ခုပဲလို့ဝေသာလိပြည်ကုတကာရကျောင်းမှာမိရွေးတော်နဲ့တာဂဝေမင်းသမီး900တို့ဟာဘိက္ခုနီအဖြစ်ပထမဆုံးရရှိကြလို့ဘိက္ခုနီသာသနာသည်ဝေသာလိမှာစတင်ပေါ်ပေါက်တယ်လို့ဒီလိုဆိုရမှာပေါ့သာသနာသမိုင်းမှာထူးခြားတဲ့နေရာတစ်ခုအဖြစ်မှတ်တမ်းတင်ကြရမှာဖြစ်တယ်အမျိုးသမီးတွေရဲ့အခွင့်အရေးတစ်ခုဟာဘုရားမြတ်စွာရဲ့တပိတာဝကအဖြစ်အမျိုးသမီးတွေဟာအဆင့်တန်းမြင့်တဲ့အခွင့်အရေးတစ်ခုကိုရရှိလိုက်ကြတယ်ရရှိလိုက်တဲ့အခါမှာမြတ်စွာဘုရားကလွယ်လွယ်ကူကူမပေးခြင်းသည်ပို့ပြီးတော့တန်မိုးထားစေခြင်းတဲ့အဓိပ္ပာယ်ပဲပို့ပြီးတော့တန်မိုးထားအောင်လို့မြတ်စွာဘုရားလွယ်လွယ်နဲ့ခွင့်မပြုပဲနဲ့ခက်ခဲရထားတဲ့ဟာမှလူတွေကတန်မိုးထားခြင်းညာတာဖြစ်လို့ဘိက္ခုနီအမျိုးသမီးတွေဟာခက်ခဲရထားတဲ့ဘိက္ခုနီဘဝကိုထိမ့်သိမ်းဆောက်ရှောက်ခဲ့ကြရတယ်ပေါ့သို့တော်လည်းအမျိုးသမီးတွေရဲ့အခြေအနေအရဒီဘဝမှာယက်တည်ဖို့ဆိုတာအမြဲတမ်းခဲရင်နေအမြဲတမ်းခဲရင်နေခဲရင်ဒီအတွက်ကြောင့်မြန်မာနိုင်ငံမှာသာသနာရောက်တဲ့အချိန်မှာဘိက္ခုနီတွေရှိကောင်းရှိနိုင်တယ်လို့သမိုင်းဆရာတွေကတွက်ကြတယ်သို့တော့ခဏခေတ်မှာတော့ဘိက္ခုနီသာသနာဟာအဆက်ပြတ်သွားပြီထေရဝါဒသာသနာမှာတောင်ဘိက္ခုနီသာသနာဆိုတာမရှိတော့ဘူးအဆက်ပြတ်သွားတယ်သို့တော့တရုတ်ပြည်မှာတော့မဟာယာနဂိုင်းတွေကဘိက္ခုနီတွေရှိတယ်မြန်မာပြည်မှာလာပြီးတော့စာသင်ကြတဲ့ဒီအမျိုးသမီးတွေဟာဘိက္ခုနီတွေပဲတချို့ကကိုရီးယားမှာရှိတယ်တရုတ်ပြည်မှာရှိတယ်အဲ့ဒါလို့ဘိက္ခုနီမတွေဒီကနေ့ထိအောင်မဟာယာနဂိုင်းကရှိနေတော့ထေရဝါဒကလည်းဒါတွေကိုပြန်ရှိခြင်းတဲ့အခါကျတော့ဘာလုပ်လဲတီဟိုကျွန်းကအမျိုးသမီးတွေကတပိုင်းကမဟာယာနတွေစီယဟန်ခံတပိုင်းကထေရဝါဒတွေစီမှာယဟန်ခံပြီးတော့ဘိက္ခုနီသာသနာကိုပြန်ပြီးတော့ထူထောင်နေကြတယ်အခုတီဟိုမှာဆိုရင်ဘိက္ခုနီ200လောက်ရှိသွားပြီလို့ပြောတယ်မြန်မာပြည်မှာတော့ဝိနည်းစည်းကမ်းနဲ့မညီဘူးဆိုပြီးတော့ခဏအထိမြန်မာပြည်မှာလက်ခံတာမရှိသေးဘူးထိုင်းနိုင်ငံမှာတချို့တော့ရှိတယ်လို့ဒီလိုကြားရတယ်မဟာယာနနဲ့ထေရဝါဒပေါင်းစပ်ပြီးတော့ဘိက္ခုနီတည်ထောင်မှုကြိုးစားနေကြတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပေါ်ထွန်းပြီးတော့လာတယ်တခါတုန်းကဗီယက်နမ်ဘိက္ခုနီမှာ2ဦးကနေပြီးတော့ဘုန်းကြီးတို့စီကိုဘာဖြစ်လို့ဗမာပြည်ကခွင့်မပြုတာလဲဆိုတို့ကခွင့်မပြုတာမဟုတ်ဘူးဒါကဘုရားနဲ့ပဲဆိုင်တယ်ဗမာပြည်ကဆရာတော်ကြီးတွေကသဘောမတူဘူးဆိုတာတခြားကြောင့်မဟုတ်ဘူးဘိက္ခုနီလှုပ်ဖို့ဆိုတာဘိက္ခုနီတန်ခါရှိရမယ်နံပါတ်1နံပါတ်2ကဘိက္ခုတန်ခါရှိရမယ်အခုကနံပါတ်2သာဖြစ်နိုင်ပြီးတော့နံပါတ်1ကမရှိတော့ဘူးလို့ထေရဝါဒမှာပြတ်သွားပြီလို့ပြတ်သွားတာကိုဘယ်ကနေယူလို့ရမလဲတရုတ်ပြည်ကသွားယူရင်တရုတ်ပြည်က tradition နဲ့မြန်မာပြည်မှာရှိတဲ့ထေရဝါဒ tradition ကတခြားစီမတူတဲ့စီကယူလို့ရှိရင်ကျွဲတစ်ဖွဲ့နွားတစ်ဖွဲ့ကတယ်လို့ဖြစ်မှာပေါ့ပုံရရင်ပြောလို့ရှိရင်ပေါ့နော်မတူတဲ့ဖဏတ်နှစ်ဖက်ကိုစီးတယ်လို့ဖြစ်မှာပေါ့အဲ့ဒါလို့မဖြစ်နိုင်ဘူးဆိုတာဒီဆရာတော်ကြီးတွေကမလိုလားလို့ပြောတာမဟုတ်ဘူးဝီနည်းစည်းကမ်းတွေပါတယ်ဝီနည်းအတိုင်းမဖြစ်နိုင်ဘူးဘယ်အရာပဲဖြစ်ဖြစ်ဥပဒေအတိုင်းဆောင်ရွက်ရတာဖြစ်လို့ဥပဒေကခွင့်မပြုလို့မဖြစ်နိုင်ဘူးလို့ပြောတာလို့ပုဂ္ဂိုလ်ကဆန့်ကျင်လို့ပြောတာမဟုတ်ဘူးဥပဒေနဲ့ညီလို့ရှိရင်လုပ်လို့ရတယ်လို့ဒီလိုရှင်းပြပြီးတော့ဗာပြောတော့ဘိက္ခုနီဆိုတာလို့တမ္မဏိစည်းကမ်းတွေအများကြီးပဲလို့ဘိက္ခုနီဘဝဟာလိုက်နာရမယ့်အချက်တွေအလွန်များတယ်အလွန်များသည့်အတွက်ကြောင့်ဘိက္ခုနီဘဝယက်တိဖို့အမြဲတမ်းခင်းနေအဲ့တော့အခုဗမာပြည်မှာသီလရှင်ဝတ်ပြီးတော့
10 ပါးသို့မဟုတ်10 ပါးနဲ့ဒီလိုနေလို့ရှိရင်ယဟန်နေလို့ပဲပရိယတ္တိပညာရေးတွေကိုလည်းသင်ယူနိုင်တယ်တရားဓမ္မတွေကလည်းအနေထိုင်ကောင်းရင်ကိုးကွယ်ကြတယ်ဒီအခွင့်အရေးတွေရနေတာဘာလို့ဖို့ဖြစ်ချင်သေးတယ်လဲလို့အဝတ်တို့အဆင့်တန်းတို့ဆိုတာအရေးကြီးတဲ့ကိစ္စတွေမဟုတ်ပါဘူးလို့သူတို့ပြောပြလိုက်ရအရေးကြီးတာမဟုတ်ဘူးအရေးကြီးတာကတရားဓမ္မပဲဖြစ်တယ်တရားဓမ္မရနေမှာတော့ကျန်တာဘာလို့ချင်သေးလဲဘာမှလုပ်เสียမလိုပါဘူးလို့အဲ့ဒီလိုတော့ပြောပြတယ်ကျင့်တတ်လားမကျင့်တတ်လားတော့မသိဘူးနော်အဲ့ဒီလိုပဲရှင်းပြောလိုက်ရတော့အဲ့တော့ဘာပဲဖြစ်ဖြစ်မြတ်စွာဘုရားတရားတော်ဟာလူဝနဲ့ပဲယဟန္တာဖြစ်ခွင့်ရှိတယ်ယဟဝမှာယဟန္တာဖြစ်ခွင့်ရှိတာမဟုတ်ဘူးလူဝကြောင့်လည်းယဟန္တာဖြစ်တာတနေ့ကပဲမေကွန်းတစ်ခုမေးလာတယ်အာဖရိကနိုင်ငံမှာသွားပြီးတော့တဲ့ယဟန္တာဖြစ်မယ်လူကနေပြီးတော့ယဟန္တာဖြစ်မယ်ဆိုရင်အာဖရိကနိုင်ငံမှာဘုန်းကြီးမရှိတော့ဘယ်လိုလုပ်မလို့နဲ့မပူပါနဲ့လို့နော်ယဟန္တာပဲအရင်ဖြစ်အောင်လုပ်ပါအောင်လို့လူနဲ့ယဟန္တာဖြစ်လို့ရှိရင်အခုလိုယဟန်ခံရမယ်ဆိုတာရှိတဲ့ထုံတန်းစင်လာတာပြောတာလို့လူနဲ့ယဟန္တာဖြစ်လို့ရှိရင်သူတော်စင်ဘဝပြောင်းတယ်လို့ပြောတာလို့ဘုန်းကြီးဘုမှာဘုန်းကြီးဖြစ်တာမဟုတ်ဘူးယဟန္တာဖြစ်သွားရင်ဒီအလို့လျောက်ဒီပုဂ္ဂိုလ်ဟာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟောထားတာပဲကြည့်အလို့လျောက်ယဟန်ဖြစ်တာပဲလို့မိလိန်နာပညာမှာဆိုထားတာရှိတယ်လူ့ကြောင့်နဲ့ယဟန္တာဖြစ်ရင်ဥပမာမဲ့သုဒ္ဓရဏမင်းကြီးတို့တန္တတိအမတ်ကြီးတို့ဆိုတာလူ့ကြောင့်နဲ့ယဟန္တာဖြစ်ကြတာယတတထေသာလည်းလူ့ကြောင့်နဲ့ယဟန္တာဖြစ်တာပဲအဲ့ဒါလို့လူ့ကြောင့်နဲ့ယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာတဲ့ယဟန္တာဖြစ်တဲ့နေ့မှာပဲသင်္ကန်းဝတ်ရင်ဝတ်မိုးလို့ရှိရင်ပြိဋိဘံစံတယ်လို့သူတို့ဆိုထားတာဒါရွေးချယ်မှုတစ်ခုပြောတာမိလိန်နာပညာထဲမှာတော့အဓိပ္ပာယ်တစ်မျိုးရေးထားတယ်ပေါ့ယဟန္တာဖြစ်လို့ပဲသိရမယ့်ပုံစံမျိုးဖြစ်နေတယ်အဲ့ဒါဆိုလို့ရှိရင်တော့ပွိုင်စင်းလို့ဖြစ်နေတာအဓိပ္ပာယ်ဒီလိုတော့မဟုတ်နိုင်ဘူးယဟန္တာဖြစ်ပြီးဆိုတာနဲ့ဒီပုဂ္ဂိုလ်ဟာလူဘဝမှာမနေတော့တာသူတော်စင်ဘဝပြောင်းနေဆိုတာဒါသဘာဝကြတယ်လို့သူ့အသက်တက်တန်းကျမ်းနေသေးတယ်ဆိုရင်သူဟာသူတော်စင်ဘဝရောက်မှာပဲအလို့လျောက် automatic ရောက်မှာပဲတဏ္ဍတိမကြီးသိသွားတော့ဘယ်လိုခေါ်ကြမလဲယဟန္တာဘယ်လိုခေါ်ကြမလဲဆိုမြတ်စွာဘုရားအေးသူ့ကိုတမနာဗြဟ္မဏဘေက္ခုခေါ်လို့ရတယ်ဟောယဟန္တာဖြစ်သွားဒီစကားတွေကိုထောက်ထားမယ်ဆိုလို့ရှိရင်ဒါကလူကဝတ်ပေးတဲ့ယဟန်မျိုးပဲဟုတ်မလဲဟောလူကဝတ်ပေးတဲ့ယဟန်မျိုးမဟုတ်သူ့ဘာသူအလိုလျောက်ကိုပဲအရတ္တဖို့ရောက်သွားရင်ယဟန်ဖြစ်သွားတာပဲဒီအဓိပ္ပာယ်မျိုးပို့ပြီးတော့အဓိပ္ပာယ်ရှိတယ်လို့အကယ်၍ပေနေရှိတယ်ဆိုရင်တော့လေပြိဋိဘံစံမှာပေါ့လို့ယဟန္တာဖြစ်သွားပြီဆိုရင်သူတို့စိတ်ဓာတ်ကနေကျင်တာလည်းမဟုတ်ဘူးသေကျင်တာလည်းမဟုတ်ဘူးသေကျင်တယ်ဆိုရင်ဘဝကိုမုန်းတရားရောက်တယ်နေကျင်သေးတယ်ဆိုလို့ရှိရင်လည်းဘဝကိုတွေ့တာရောက်တယ်ဟောလောဘလည်းမရှိဘူးဒေါသလည်းမရှိဘူးဆိုရင်သေကျင်တာလည်းမဟုတ်ဘူးနေကျင်တာလည်းမဟုတ်ဒါကြောင့်မို့လို့ယဟန္တာရဲ့အနေအထားကိုပြောတဲ့အခါမှာနာဘိနန္ဒာမိဇီဝိတံနာဘိကင်္ခာမိမရဏံဆိုတဲ့စကားလုံးတွေရှိတယ်လေသေတာကိုလည်းမနစ်သက်ဘူးနေဝရလည်းမတောင်းတဘူးဆိုတာမျိုးသူ့အချိန်ပဲသူ့သဘာဝအတိုင်းဖြစ်တာကိုပဲလိုလားတဲ့အနေအထားမျိုးဒါတွေကစဉ်းစားတဲ့ထဲမှာမထည့်ဘူးလို့အေးဒါကြောင့်မြတ်စွာဘုရားသခင်ကိုရောမြတ်လောကသားတွေအတွက်ကျိုးပန်းအားထုတ်ခဲ့တာဟာဘက်စုံကနေကျိုးပန်းအားထုတ်ခဲ့တာပဲအမျိုးသမီးတွေရဲ့ထွက်ရလန်းအနေနဲ့ဘိက္ခုနီသာသနာတော်ကြီးကိုခွင့်ပြုခဲ့တယ်ခွင့်ပြုတဲ့အခါမှာ society နဲ့ပြဿနာတွေမတက်ရအောင်အမျိုးသမီးတွေရဲ့ဘေးကင်းရန်กว่าအန္တရာယ်ကင်းမှုအတွက်တမ္မဏိစီမင်းကြီးတွေကိုချမှတ်ပြီးတော့မြတ်စွာဘုရားဟာအမျိုးသမီးသာသနာထူထောင်မှုပြုခဲ့တာဟာဝေသာလီပြည်မှာမဟာဝနကုတ္တကာရသာလာသတင်း33မှာဆောင်ရွက်ခဲ့တာဖြစ်တယ်သက်တော်39နှစ်အရွယ်မှာဆောင်ရွက်ခဲ့တာဖြစ်လို့လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ဟာဒီသမိုင်းမှာမှတ်တမ်းတင်ရမယ့်အချက်ဖြစ်တယ်ဆိုတာ
ကိုစီသဘောကျပြီးဘုရားမြတ်စွာရဲ့ဂုဏ်တွေကိုယုံကြည်အားကိုးကကြည်ညိုမြတ်နိုးနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဝေတံပဝါယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောင်ပြပဝင်းငွေလာမင်းနှင့်ရောင်ရင်ရှဲယုံပေါင်းဆုံးရခြင်းကြောင့်တဝေတံကျွမ်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရှင်မြူဝမုံလူလျက်ကြည်နူဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခလည်းကာလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတည်းဟုသောယနန်းတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေးကြိုင်လိုက်၍နေကြပါစေကုန်သတည်း